ဒါကြောင့်နှုတ်ကပတ်တော်ကိုဖျားသခင်မှုတ်တွင်းထားတယ်လို့ပြောတဲ့အခါအဲ့ဒီအချက်၄ချက်ပေါ်မှာအခြေခံတယ်နံပါတ်1စကလုံးတိုင်းကိုဖျားသခင်မှုတ်တွင်းတယ်နံပါတ်2အစိတ်ပိုင်းတိုင်းဟာအကျုံးဝင်တယ်နံပါတ်3ကျမ်းစာရှိသမျှဟာအမားကင်းစင်တယ်နံပါတ်4ကျမ်းစာမှာရှိတဲ့ဖျားစကားတွေမှန်သမျှဟာချွတ်ချော်သွားတာမျိုးမပြည့်စုံလာတာမျိုးမှားယွင်းတာမျိုးလုံးဝမရှိဘူးဒီနေ့ခေတ်ဆရာတွေ prophet ပြုတယ်ဘယ်ကာလမှာဘလို့ဖြစ်လာမယ်ပြောပြီးလုံးဝမဖြစ်လာဘူးဒါလည်းမရှက်ဘူးဆက်ပြီး prophet ပြုတယ်တကယ်ဆိုရင်ရှက်တဲ့နဲ့ဓမ္မဟောင်းလို့ဆိုအဲ့လိုလူမျိုးကိုဂဲနဲ့ပေါက်တတ်ဖို့အခွင့်ရှိချက်ချင်းတတ်ရမှာလို့ဆိုရင်ဖျားနာမကိုတုံးပြီးအမားပြောတာဒါကြောင့် prophet ပြုတယ်လို့ပြောရင်ခင်ဗျားတို့ဝေးတာရှောင်โอเคဒီနေ့တော့တမန်ကျမ်းစာနဲ့ဆိုင်တဲ့အကြောင်းပေါ့ယုံကြည်သူလို့ခေါ်တဲ့ခရိယန်တော်တော်များများသည်အသင်းတော်အကြောင်းကိုလုံးဝမသိပဲအသင်းတော်ထဲမှာနေခဲ့ကြတယ်ပြောင်းလဲတဲ့အထိလည်းအသင်းတော်ဆိုတာဘာလဲမသိဘူးတနည်းအားဖြင့် local church ရဲ့အဓိပ္ပာယ်မသိဘူးအဲ့ဒီလိုနဲ့အသက်ရှင်တတ်နေအသက်တာပြောင်းလဲတဲ့အခါလဲမျက်စိနဲ့မြင်ရတဲ့ local church ရဲ့အနှစ်သာရကိုမသိဘဲနဲ့နေလာတဲ့အခါကျတော့အသင်းတော်ဆိုတာမလိုဘူးလို့သင်တဲ့အာဘော်ကောင်းတဲ့ဆရာကြီးနဲ့တွေ့တဲ့အခါမှာဟုတ်တာပေါ့ငါတို့အသင်းတော်မလိုဘူးဆိုနားလည်သွားတယ်။ဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုရင်မသိလို့ဖြစ်တာဒါနံပါတ်1နံပါတ်2ကျတော့ကျမ်းစာအကြောင်းနားမလည်ပဲနဲ့တစ်သက်လုံးခရိယန်လောက်လာတာငါတို့ခရိယန်တွေကျမ်းစာကိုဘယ်လိုယုံကြည်တယ်လဲဆိုတာကိုမသိကြဘူးအဲ့လိုမသိတဲ့အခါကျတော့ကျမ်းစာနဲ့အသက်ရှင်စရာမလိုဘူးဘုရားစကားနဲ့အသက်ရှင်ပါဒါဆိုရင်ကျမ်းစာနဲ့ဘုရားစကားမတူဘူးလားမတူဘူးတဲ့အဲ့ဒါတွေအားလုံးကဘယ်ဟာစတာလဲဆိုရင်ခရိယန်ဖြစ်ပေမဲ့ခရိယန်တွေရဲ့အခြေခံ foundation အခြေခံယုံကြည်ချက်ရဲ့အရင်းမြစ်ဖြစ်တဲ့ကျမ်းစာကိုဘယ်လိုယုံကြည်တယ်လဲဆိုတာကိုမသိတာရဲ့ကျမ်းစာကိုဘယ်လိုဖတ်ရမလဲဆိုတာမသိတာရဲ့ကျမ်းစာဒီဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတာမသိတာတွေကြောင့်ပဲအဲ့ဒီလိုတွေဖြစ်လာဒါကြောင့်အဲ့ဒီလိုမျိုးအသိအားနည်းတဲ့သူတွေကအသက်တာပြောင်းလဲလာတဲ့အခါလဲအဲ့ဒီအားနည်းချက်အကြီးကြောင့်ပဲအားလုံးဟာဩဝါဒလမ်းလွဲကုန်တယ်ရုပ်စွအဆုံးဘုရားကျောင်းတက်နေတဲ့သူအယောက်90ရှိရင်30လောက်ကိုမေးကြည့်လိုက်ကျမ်းစာဆိုတာဘာလဲဆိုတိတိကျကျဖြေနိုင်တဲ့လူမရှိဘူး30လောက်ဒီကျမ်းစာကိုမဖတ်ဘူး30လောက်ဒီခီးသွားဟန်လွဲတွေပဲဖြစ်တချို့ကျမ်းစာတော့မရှိဘူးဘုရားကျောင်းမှာလာတောင်းရတယ်အဲ့လောက်ထိဖြစ်တာပေါ့နော်ဒါကြောင့်ကျမ်းစာကိုဘယ်လိုဖတ်ရမလဲဆိုတာထက်နံပါတ်1တော့ကျမ်းစာနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းဘယ်လိုရှိတယ်လဲကျွန်တော်တို့ဘယ်လိုယုံရမလဲပြီးတော့ကျွန်တော်တို့မမွေးခင်ခဲ့တဲ့ခရိယန်အသင်းတော်တွေဘယ်လိုယုံကြည်ခဲ့ကြတယ်လဲဆိုတော့သိဖို့လိုပါတယ်ဒါကြောင့်ခရိယန်လို့ပြောရင်ကျမ်းစာပေါ်မှာဘယ်လိုယုံကြည်တယ်လဲဆိုတာတမိုင်းတွေကိုလည်းသိဖို့လိုကနဦးယုံကြည်ချက်တွေကဘယ်လိုရှိတယ်လဲဘိုးဘေးတွေကဘယ်လိုရှိလဲကျမ်းစာထဲမှာရောကျမ်းစာနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းဟာဘယ်လိုရှိတယ်လဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီနေ့မှာကျမ်းပိုက်၃ပိုက်ကိုပဲကျွန်တော်တို့အခြေခံပြီးရှင်းလင်းကြဖို့ဖြစ်ပါတယ်နံပါတ်1ယောမဩဝါဒစာအခန်းကြီး16အပိုက်ငယ်ဆက်ခွန်မှာညီကိုတို့တင်တို့ခံရပြီးသောဆုံးမဩဝါဒနှင့်ဆန့်ကျင်ဘက်ဖြစ်သောတင်းခွဲခြင်းမာယွင်းခြင်းအကြောင်းကိုပြုတ်တက်သောသူတို့ကိုမှတ်၍ရှောင်ကြလောဟုငါတတိပေး၏ဒီနေရာမှာတင်တို့ခံရပြီးသောဆုံးမဩဝါဒတင်တို့ခံရပြီးသောဆုံးမဩဝါဒဆိုဓမ္မဟောင်းကာလမှာတုန်တင်ခဲ့တဲ့ပညာတိကျမ်းအနာဂတ်ကျမ်းရဲ့တုန်တင်ချက်တွေရဲ့မောရှိရဲ့တုန်တင်ချက်တွေရဲ့ပြီးတော့သခင်ယေရှုရဲ့တုန်တင်ချက်တွေရဲ့တမန်တော်ဝတ္ထုအခန်းကြီး1ကနေစလာတဲ့ကနဦးအသင်းတော်မှာရှိတဲ့တမန်တော်ရဲ့တုန်တင်ဆုံးမမှုတွေအားလုံးကိုပြောတာအဲ့ဒီတုန်တင်ခဲ့တဲ့အရာအားလုံးကိုဘာလို့ခေါ်လဲဆိုရင် orthodoxy လို့ခေါ်တယ် orthodoxy ကို definition ဖွင့်တဲ့အခါမှာနေပယ်အလိုက်ကွာယေဘုယျအားဖြင့်တော့မှန်ကန်သောအယူဝါဒလို့အဓိပ္ပာယ်ရတယ်ဒါပေမဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အ내အဓိပ္ပာယ်ပြန်မယ်ဆိုရင်တမာအယူဝါဒလို့ခေါ်တယ်ရှေ့ရိုးဆွဲအယူဝါဒလို့ခေါ်တယ်ရှေ့ရိုးဆွဲဆိုတာဘိုးဘေးတွေယုံကြည်တဲ့အတိုင်းပဲယုံကြည်တယ်ဆိုတဲ့အဓိပ္ပာယ်နောက်ထပ်ယေဘုယျအားဖြင့်ဆိုအစဉ်အလာကိုဆွဲကင်တယ်ဟောခရိယန်တွေကတော့ကျမ်းစာကိုဒီလိုယုံခဲ့တယ်ကနဦးယုံကြည်သူတွေပေတရုတို့ဒီလိုယုံတယ်ကျမ်းစာကဒီလိုပြောတယ်ဆိုတဲ့အဲ့ဒီယုံကြည်ခဲ့တဲ့အစဉ်အလာအတိုင်းလက်ခံတာကို orthodoxy လို့ခေါ်ပါတယ်အဲ့ဒါကိုကျမ်းစာကဘာလို့ပြောလဲဆိုရင်တင်တို့ခံရပြီးသောဆုံးမဩဝါဒဆိုတာအဲ့ဒါကိုပြောဒါကြောင့်နဲ့ကျမ်းစာကတုန်တင်တဲ့တုန်တင်ချက်ကနဦးယုံကြည်သူတွေယုံကြည်တဲ့ယုံကြည်ချက်တမန်တော်တွေယုံကြည်တဲ့ယုံကြည်ချက်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဟောပြောဝေငှမှုတွေတနည်းအားဖြင့်ကျမ်းစာထဲမှာရေးသားထားတာနဲ့မညီတဲ့မကိုက်ညီတဲ့အရာမှန်သမျှကတင်းခွဲခြင်းအသင်းတော်ကိုခမည်းအဲ့ဒီလိုဩဝါဒတွေယူလာမယ်ဆိုဒီမှာချစ်ခင်ယဉ်နှီးနေတဲ့သူတွေကွဲလာမယ်ဆန့်ကျင်ဘက်တင်းခွဲလာမယ်ကွဲလာမယ်ဘာကြောင့်လဲဆိုရင်ဩဝါဒမတူရင်ကွဲလာအခုနောက်ပိုင်းမှာအသင်းတော်တော်များများဟာအမှန်မှန်မသိအမှားပဲမသိပဲနဲ့အသင်းတော်တွေကိုယူလာတာကြောင့်ဖြစ်တယ်ဒါကြောင့်မှားယွင်းခြင်းအကြောင်းကိုပြုတ်တက်တော်တဲ့အဲ့ဒီလိုမျိုးလှုပ်တဲ့သူတွေကိုသတိနဲ့ရှောင်ပါတဲ့ဒါဆိုရင်ဒီမှာပြောတယ်ငါတို့ခံရပြီးသောဆုံးမဩဝါဒဆိုတာကတုန်တင်ချက်1တုန်တင်ချက်2တုန်တင်ချက်3ဆိုပြီးကျွန်တော်တွေ့ရမယ်အဲ့တော့တုန်တင်ချက်1ကအာဗြဟံကနေပြီးမှစလာတဲ့ခေတ်ကာလဘယ်ထိလဲဆိုတခင်ယေရှုမွေးဖွားတဲ့ကာလအထိဘုရားသခင်ရဲ့လူတွေဓမ္မဟောင်းပရောဖက်တွေတုန်တင်ခဲ့တဲ့
တဲ့အရာတွေမန္တမြအားလုံးကိုဆိုလိုတယ်နံပါတ်2ကျတော့သခင်ယေရှုမွေးဖွားပြီးသခင်ယေရှုရဲ့3နှစ်ခွဲသာသနာပြုခြင်းအချိန်မှာသခင်ယေရှုတုန်သင်ခဲ့တဲ့အရာတွေပြီးမှသခင်ယေရှုရှင်ပြန်ထမြောက်ပြီးပင်တေကုတ်တွေနေ့ရက်နေစပြီးကနဦးအသင်းတော်မှာတပည့်တော်တွေတုန်သင်ခဲ့တဲ့အရာတွေကိုဆိုလိုတယ်ဒါတွေအားလုံးပေါ့အဲ့ဒီအားလုံးကိုဘာလို့ခေါ်တယ်လဲလို့ပြောရင်ငါတို့ခံရပြီးသောဆုံးမဩဝါဒလို့ခေါ်ပါတယ်ယောမဩဝါဒစာအခန်းကြီး16အခန်းငယ်19ဒီတုန်တင်ချက်3အသင်းတော်ပေးစာများအသင်းတော်ဖခင်ကာလများအချိန်ဖြစ်တယ်ဒါကြောင့်ဒီမှာပြောတဲ့အရာအဲ့ဒီအားလုံးကတုန်တင်ချက်1တုန်တင်ချက်2ကာလမှာပြောခဲ့တဲ့အရာအားလုံးကိုဆိုလိုတယ်အဲ့ဒီကပြောခဲ့တဲ့အရာအားလုံးနဲ့ဆန့်ကျင်နေဆိုရင်တော့တဲ့အားလုံးဟာကွဲပြားခြင်းနဲ့အဆုံးတတ်မယ်ဒီဆောက်ခြင်းပြုပြင်ခြင်းရှိမှာမဟုတ်စိတ်ဝမ်းကွဲလာမယ်ဒါမျိုးတွေဖြစ်လာဒါကြောင့်ငါတို့ခံရပြီးသောဆုံးမဩဝါဒဆိုရင်ခေတ်ကာလအပိုင်းခြားရအဲ့ဒီဂျားကာလတွေမှာတုန်တင်ခဲ့တဲ့အရာတွေကိုဆိုလိုတယ်ဒီအပြင်ကိုကျွန်တော်နားလည်ထားရမယ်စကားလုံးလေးနှလုံးရှိတယ်နံပါတ်1က Moses law မောရှေရဲ့ပညာဖြစ်တယ်အဲ့ဒါကိုတနည်းအားဖြင့် written law လို့ခေါ်တယ်ရေးသားထားတယ်ဒုတိယက oral law လို့ခေါ်တယ်သူ့ကိုတော့ sorry ဒီမှာရေးထားတာ writing law လို့မှာရေးထားမိတယ်ဒါလေးနော်ပြီးတော့သူ့ကိုကျမ်းစာကဘလို့တုန်တင်လဲဆိုရင်လူအဆက်ဆက်ခံယူသောဤဥပဒေတလို့ဗမာလိုပြန်တယ်ကနဦးဖခင်ကြီးတွေကနဦးခေါင်းဆောင်ကြီးတွေတုန်တင်ခဲ့တဲ့အစင်အလာထိမ့်သိမ်းခဲ့တဲ့အရာပေါ့တနည်းအားဖြင့်ကျွန်တော်တိုင်းရင်းသားတွေမှာဆိုရင်ရှိတယ်ဥပမာပေါ့ညကြရင်လေမချွန်နဲ့ညကြရင်ရေချိုးရင်ဘာဖြစ်တယ်ကြားကြိုက်တယ်ဘာညာပေါ့ဒါတွေကမှတ်တမ်းမှတ်ရမရှိဘူးဒါပေမဲ့လူမျိုးနယ်စုတွေကအစင်အဆက်ကျွန်တော်တို့အဲ့လိုကျင့်သုံးခဲ့ရတာဒါကြောင့်တမန်တော်ဝတ္ထုအခန်းကြီး26အပိုင်ငယ်23မှာဘာပြောလဲဆိုတော့မောရှေမှစသောပရောဖက်တို့ဤဟောပြောသောစကားထက်အကျွန်ုပ်ဒီမလွန်ပဲလူအကြီးငယ်တို့အားတက်တေခံ၍နေပါသည်ဟုရှောက်လေ၏ဒါကတမန်တော်ပေါလုကအင်္ဂလိပ်ဟောတဲ့အချိန်မှာဂျူးတွေကသူ့ကိုပြဿနာရှာပြီးခုံရုံးတင်အဲ့ဒီအချိန်မှာသူကရှောက်လဲချက်ပေးတယ်မဟုတ်ဘူးတဲ့ငါပြောနေတာအားလုံးဟာ right and law လို့ခေါ်တဲ့မောရှေရဲ့ပညတ္တိကျမ်းစာမှာပါတဲ့အတိုင်းပဲပြောတာပါဒါဆိုရင်မှတ်တမ်းမှတ်ရရှိတယ်မှားတာမှန်တာကိုတိုက်ကြည့်လို့ရတယ်ပေါလုပြောတဲ့ဟာမှားသလားဆိုတာကိုပညတ္တိကျမ်းကိုတွားပြီးကင်ကြည့်လိုက်ရင်အဖြေပေါ်တယ်အဲ့ဒီသမတိကာလသခင်ယေရှုခေတ်ကာလမှာအဲ့ဒီ Moses law ဆိုတဲ့မြင်ရတဲ့တက်တေအထောက်အထားအတိအကျရှိတဲ့ကျမ်းညွှန်းကျမ်းချက်ပါတဲ့ကျမ်းစာရှိတယ်အဲ့ဒီအတိုင်းပဲသူတို့ဟောတယ်တကယ်လို့ကျမ်းစာနဲ့မညီအဲ့ဒီနေရာမှာအဲ့ဒီဟောတဲ့သူဂဲနဲ့ပေါက်တက်ပိုင်ခွင့်ရှိဒါကြောင့်မလို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဗေဒိမြို့သားတွေကတော့ကျမ်းစာကိုနှုတ်ကပတ်တော်ကိုနားထောင်တဲ့အခါမှာအထူးသဖြင့်တော့တိုက်ကြည့်လို့ရတဲ့မှန်ကြည့်လို့ရတဲ့ကျမ်းစာကိုအမြဲတမ်းကင်ထားတယ်ကင်ထားရတာအကြောင်းရှိတယ်ကျမ်းစာဟာယုံကြည်ချက်ကျင့်သုံးခြင်းလိုက်လျှောက်ခြင်းဘုရားအလိုတော်နဲ့ညီခြင်းဆိုတဲ့အရာတွေအားလုံးရဲ့အဓိကစံနှုန်းဖြစ်တယ်ဆိုတော့သိထားတဲ့အတွက်ဒါနဲ့မညီမရဘူးဆိုတာကိုသိတဲ့အတွက်ဒါကိုအအမျက်ထားအိုင်းချားနားလည်ထားဖို့ကင်ထားတာဖြစ်တယ်မြင်ရတဲ့တက်တည်ဖြစ်ဒါကြောင့်သူတို့ကဘဒူဟောကျမ်းစာနဲ့တိုက်ကြည့်ကြတယ်ဒုတိယကဘာလဲဆိုရင် oral law ပေါ့သူကရှင်မသက်ခရစ်ကျမ်းအခန်းကြီး9အပိုင်ငယ်1ကနေ73ကိုဖတ်တဲ့အခါတွေ့ရတပည့်တော်တွေကတခုခုစားတဲ့အခါလက်မဆေးဘူးဒါပေမဲ့ဖာရီရှဲတွေကအဲ့ဒါမြင်တဲ့အခါမှာဘိုးဘေးတွေမိန့်တဲ့ပညာကိုမင်းတို့လိုက်မလျှောက်ဘူးလားတဲ့သခင်ယေရှုကိုအဲ့လိုပြောတဲ့အခါမှာသခင်ယေရှုကပြန်ပြောတယ်လူတို့စီရင်သောပညာတို့ကိုတုံသင်၍ဤဥပဒေတကိုပေးလက်ငါကိုအချီးနီးကိုးကွယ်ကြပြီတဲ့ဓမ္မဟောင်းမှာကလေးကအဲ့လိုပြောတယ်ဆိုလိုတာကရေးတားထားတဲ့မောရှေရဲ့ကျမ်းကိုပမာဏပြုတာထက်မတမ်းမရမရှိပဲခေတ်အဆက်ဆက်တွင်တင်လာတဲ့ tradition နဲ့ရိုးရာယုံကြည်မှုတွေကိုဦးစားပေးတယ်ကျွန်တော်တိုင်းရင်းသားအသင်းတော်တွေမှာများသောအားဖြင့်ရိုးရာနဲ့တမန်ကျမ်းစာအဲ့ဒီလိုရိုးပြိုးနေတာမျိုးတွေခဏဖြစ်တယ်အဲ့တော့တစ်ဖက်ကလည်းရိုးရာ tradition တွေကိုကင်ထားလို့တစ်ဖက်ကလည်းကျမ်းစာကိုကင်ထားအဲ့နှစ်ခုလုံးမြတ်တတူက flexible ဖြစ်အောင်အဲ့လိုတွားကြတာပေါ့အဲ့ဒါတွေရှိတယ်မဿဲအခန်းကြီး15အပိုင်ငယ်1ကနေ9ကိုဖတ်တဲ့အခါအဲ့ဒါတွေ့ရတယ်မင်းတို့ကတဲ့အဲ့ဒီလူဆက်ခံတဲ့ new data traditional law တွေကိုကင်ပြီးမှတဲ့ဖယားရဲ့ပညတ်ကိုကျူးလွန်တယ်တကယ်ဘ ਹੁ ပြုရမယ့်ဟာကိုဘ ਹੁ မပြုဘဲနဲ့ပမာဏမပြုတဲ့နေတာကိုမင်းတို့ကပမာဏပြုတယ်ဒါကြောင့်မင်းတို့ကတဲ့အဲ့ဒီခေတ်ဆက်ခံတဲ့ oral law တွေနဲ့ပဲဖယားရဲ့ပညတ်တော်တွေကိုမင်းတို့ကပယ်နေတယ်တဲ့မင်းတို့ကတဲ့သူတစ်ပါးကိုကြီးလေးတော့ပညတ်တွေပြီးတယ်မင်းတို့ကိုယ်တိုင်ကနည်းနည်းလေးမှမင်းတို့ကအပင်မခံဘူးတဲ့သူတစ်ပါးကိုဝင်လေးစေတယ်တဲ့အဲ့ဒီဝင်လေးစေတဲ့အရာမှန်သမျှကသူတို့ကိုယ်တိုင်ချက်ချင်ထားတဲ့ oral law တွေဖြစ်တယ်မောရှိရဲ့ကျမ်းစာမှာမပါတဲ့ဟာမျိုးတွေဖြစ်တယ်ဒါကြောင့်ထိုကျမ်းစာရှိသမျှလို့ပြောတဲ့အခါမှာနိတိအခန်းကြီး3အပိုင်ငယ်15နေ19ဖတ်တဲ့အခါမှာတွေ့ရထိုကျမ်းစာရှိသမျှဘုရားခင်မှုတ်တွင်းတယ်ဆိုတဲ့ပြောတဲ့အခါမှာဒီမှာကျမ်းစာပါဒီကျမ်းစာကကျွန်တော်တို့ကင်ထားတဲ့ဓမ္မတိဓမ္မဟောင်းကိုပြောတာမဟုတ်အဲ့ဒီခေတ်အဲ့ဒီအချိန်ကပညတ်တိကျမ်းနဲ့အနာဂတ်ကျမ်းကိုဆိုလိုတာအဲ့တော့အဲ့ဒီအချိန်မှာဓမ္မတိကျမ်းတွေရေးနေပြီအသင်းတော်ပေးစာတွေရေးနေပြီအသင်းတော်တွေတုံးနေပြီဒါပေမဲ့ကျမ်းစာတအုပ်အနေနဲ့တော့မတတ်မှတ်ကြသေးတဲ့အချိန်ကာလ
ဖြစ်တယ်ဒီမှာတတိပြုစရာကအပိုက်ငယ်15ကိုလည်းကျွန်တော်ဖတ်မှဖြစ်အဲ့တော့ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းအလို့ငါပညာကိုပေးနိုင်တော့ဓမ္မကျမ်းစာရဲ့အကျိုးကျေးဇူးဟာခရစ်ယာန်အသက်ရှင်ခြင်းမှာတောင်မှသိုးသောဘေးရနေကယ်တင်ပေးတဲ့အကျိုးကျေးဇူးကိုဓမ္မကျမ်းစာရနိုင်တုတ်တန်ကျမ်းအရာဆိုရင်ဖခင်ရဲ့နှုတ်ကပတ်တော်ဟာဉာဏ်ပညာကိုဖြစ်စေတယ်ဒါကြောင့်ဘလို့အသက်ရှင်ရမလဲအနာဂတ်ကိုဘလို့ရင်ဆိုင်ဖြတ်သန်းမလဲကိုဘလို့မြင်ရမလဲစိတ်ဓာတ်ကြနေဘလို့ဖြည့်ရှင်းရမလဲဆိုတဲ့အားလုံးရဲ့ဉာဏ်ပညာကိုကျမ်းစာပေးနိုင်ဒါကြောင့်ငယ်သောအရွယ်မှစပြီးနှုတ်ကပတ်တော်ကိုလေ့ကျက်တဲ့တိမောသေတီတင်းအုပ်ယာဒူးထဲမှာအသက်အငယ်ဆုံးဖြစ်ဘလောက်ထိပညာရှိတယ်ဘလောက်ထိဖခင်သုံးတယ်ဆိုတာအော်စရာပဲနှုတ်ကပတ်တော်နဲ့ပြည့်ဝတဲ့သူတယောက်ရဲ့အသက်တာမှာအသက်ငယ်လေးအချိန်ကနေစပြီးဘုရားခင်အသုံးပြုလို့ရတယ်ဒါကြောင့်ဒီကျမ်းပိုက်ကိုကျွန်တော်ဖတ်တဲ့အခါမှာအောက်မှာဆက်ပြောတယ်ကျမ်းစာရှိမြဘုရားခင်အားဖြင့်ဖြစ်တယ်မုတ်တွင်းခြင်းအားဖြင့်ရေးထားတာဖြစ်တဲ့အတွက်ဘုရားရဲ့လူမှန်တယ်မြဟာတဲ့စုံလင်တဲ့အမှုတွေကိုပြုဖို့အတွက်အသက်တာကိုပြင်ဆင်တော်သူဖြစ်ဖို့အတွက်တဲ့ဆုံးမဩဝါဒပေးရင်လည်းအဲ့ဒီကျမ်းစာထဲကပဲပြောရမယ်တဲ့အပြစ်ကိုဖော်ပြရင်လည်းနှုတ်ကပတ်တော်နဲ့ပဲအပြစ်ဖော်ပြရမယ်တဲ့ကိုယ်ခံစားချက်နဲ့အပြစ်လို့မတတ်မရအောင်နှုတ်ကပတ်တော်နဲ့မညီတဲ့ဟာရောအပြစ်အဖြစ်ပြောရမယ်ကိုမကြိုက်တာရောအပြစ်လို့တတ်မှတ်လို့မရအောင်ဒါကြောင့်ခရိယာန်ရဲ့ယုံကြည်ကျင့်သုံးမှုဩဝါဒပေးတာတွေအပြစ်ကိုဖော်ပြတာတွေပြုပြင်တာတွေတရားကိုတွင်တင်တာတွေအားလုံးဒီဘယ်ပေါ်မှာအခြေပြုထားလဲဆိုရင်ကျမ်းစာပေါ်မှာအခြေပြုထားတာအသက်ငယ်လေးနဲ့တင်းအုပ်ဖြစ်လာတဲ့သူကသူ့ထက်အသက်ကြီးပြီးစာဖေးရင့်နဲ့အတွေ့အကြုံရင့်တဲ့လူကိုတွင်တင်တဲ့နေရာမှာသူအရန်စိုးရိမ်နေကြောက်ဒါကြောင့်ပေါလုကတွင်တင်တယ်မဟုတ်ဘူးဓမ္မဆရာတယောက်အနေနဲ့တွင်တင်ရင်ဒီထက်ကပဲပြောရမယ်အသက်ငယ်တာကြီးတာနဲ့မဆိုင်ဘူးတဲ့ဒီထက်ကအတိုင်းပဲတွင်တင်ဆုံးမမယ်မင်းပြောရင်ဒီထက်ကပဲပြောပါလို့ခွန်အားပေးခဲ့အဲ့တော့ဒီထဲမှာကျွန်တော်တို့တေးတေးကျမ်းပိုက်ကိုတုံးတက်ကြည့်တဲ့အခါအကြောင်းအရာနှစ်ခုတွေ့ရပထမတစ်ခုကတမန်ကျမ်းစာနဲ့ဆိုင်တဲ့ယုံကြည်ခြင်းကိုဒီကျမ်းပိုက်မှာတွေ့ရနံပါတ်2တစ်ချက်ကဒီကျမ်းပိုက်ထဲမှာဘာတွေ့ရလဲဆိုရင်တမန်ကျမ်းစာနဲ့ဆိုင်တဲ့ကျင့်သုံးမှုကျမ်းစာကိုဘယ်လိုသဘောထားလဲဝေငှတဲ့လူကလည်းဘယ်လိုသဘောထားရမလဲခံယူတဲ့လူကလည်းဘယ်လိုသဘောထားမလဲဆိုကွဲပြားပြီးမနေဘူးဘာရှင်နှမျိုးမထုတ်ထားဘူးအားလုံးအတွက်ဘာရှင်တစ်မျိုးတည်းပဲဆိုတာကအားလုံးဒီအပေါ်မှာအခြေခံဒီစောက်ထားကြဒါကြောင့်ဒီအချက်ပေါ်မှာမေးခွန်းနေဖြစ်လာတမန်ကျမ်းစာကလူရေးတာလားဖျားရေးတာတမန်ကျမ်းစာကအမားယွန်းရောကင်းရလားမမနိုင်ဘူးလားလူတွေရေးတာဆိုမားမှာပေါ့ကိုရေးတဲ့ကျမ်းတွေဆိုပူတော်မအောင်ပါလူတွေကစုံလင်တာမဟုတ်ပြီးတော့ဆက်ပြီးမေးခွန်းဖြစ်လာကျမ်းစာစုံလို့လားပြည့်စုံလို့လားကျမ်းစာလိုအပ်ချက်မရှိတော့ဘူးလားအဲ့တော့တချို့ကကျမ်းစာမှာအားနည်းချက်တွေ typing error တွေ sentence ပုံနေတာတွေဟလာ dotted တစ်စက်လေးတွေပုံနေတာတွေအထိအဲ့ဒါတွေဒီအားနည်းချက်တွေလိုက်ရှာပြီးတိုက်ခိုက်နေတာတွေအများကြီးရှိကျမ်းစာဟာမပြည့်စုံဘူးလို့ထင်တဲ့အတွက် version အမျိုးမျိုးထုတ်နေတာတွေငါတို့ version ကမှအပြည့်စုံဖြစ်တယ်လို့ပြောတဲ့သူတွေအများကြီးရှိလာတချို့ကလည်းဒါကလူရေးတာတဲ့ဖျားရေးတာမဟုတ်ဘူးတဲ့ဒါကြောင့်ကျမ်းစာအားလုံးမှာဖျားစကားဆိုတာနည်းနည်းပဲပါတာတဲ့ကျန်တာလူအာဘော်တွေစကားပြောတာတွေတဲ့အဲ့လိုမျိုးတွေဖြစ်လာဒါကြောင့်ကျမ်းစာနဲ့ဆိုင်တဲ့ယုံကြည်ကျင့်သုံးခြင်းပြောနံပါတ်1ယုံကြည်ခြင်းအခြေခံအုံမြင့်ဖြစ်တယ်ဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့အတွက်အရေးမဖြစ်တယ်တဦးတယောက်ကဘုရားသခင်ရဲ့အလိုတော်ညီအသက်ရှင်မယ်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအိမ်ထောင်ပြုမယ်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီသားသမီးကိုပြုစုမယ်ကိုယ့်ရဲ့သားသမီးတွေကိုနှုတ်ကပတ်တော်ဘုရားအလိုတော်နဲ့အညီဆုံးမသွန်သင်မယ်အသက်တာမှာတွေးခေါ်ဆင်ခြင်တာတွေမားတာလားမမားဘူးလားဆိုတော့ပိုင်းခြားနိုင်ဖို့အမိပြုမယ်ဆိုရင်ခရိယာန်တွေအတွက်ကဒါပဲဖြစ်တယ်စစ်မှန်တဲ့ခရိယာန်အိမ်တော်ကိုတိဆောက်ခြင်းလားကျမ်းစာထဲမှာပါတယ်ကျမ်းစာဖတ်ခရိယာန်အိမ်တော်ဘယ်လောက်ထိလေးနဲ့တလဲဆိုတော့သိကျင်ကျမ်းစာဖတ်ဒီအလိုတော်ကိုသိတဲ့အခါမှာကိုယ်ဆန္ဒနဲ့မဟုတ်ဘဲနဲ့ဖခင်အလိုတော်နဲ့ညီတဲ့ခရိယာန်အိမ်တော်ကိုတိဆောက်နိုင်စုလဲတောင်းအောင်မယ်ဒါကြောင့်ပထမတစ်ပိုင်းကတော့တမန်ကျမ်းစာနဲ့ဆိုင်တဲ့ယုံကြည်ခြင်းပဲမှာတိုက်ခိုက်လူရေးတာလားအမားယုံကင်းလားပြည့်စုံရဲ့လားအဲ့တော့တမန်ကျမ်းစာနဲ့ဆိုင်တဲ့ကျင့်သုံးခြင်းကြတော့ခုနပြောတဲ့အရင်းမြစ်ဖြစ်တယ်ဆိုတော့မသိအောင်ဘုရားခင်အခုငါ့ကိုစကားပြောနေတယ်အခုငါ့ကိုဖွင့်ပြတာကျမ်းစာမှာမရှာနဲ့ဒါလက်ဆက်ဆက်အခုချက်ချင်းပြောတာအဲ့ဒါကိုရီမာလို့ခေါ်တယ်ကျမ်းစာမှာမရှာနဲ့လို့အဲ့ဒီလိုမျိုးတွေနဲ့နမိတ်လက္ခဏာအဖြစ်ပြက်တွေနဲ့ကျွန်တော်တို့ကိုအဲ့ဒီလိုမာယွန်းစေတဲ့ဟာတွေပတ်ဝန်းကျင်မှာအများကြီးရှိပါတယ်ဒါကြောင့်ဒါကိုတုံးတက်ကြည့်ရင်ဒီအချိန်ဒီပုံမှာဖြစ်လာတဲ့ပတ်ဝန်းကျင်မှာကြားနိုင်တဲ့စကားလေး၃ခုကိုကြည့်အောင်ကျမ်းစာအရင်လားဘုရားစကားရင်လားဟာရုပ်တရက်နားထောင်လိုက်တော့ဟုတ်တုတ်ပဲဟာဟုတ်တယ်အာဗြဟံခင်မှာကျမ်းစာမရှိဘူးဘုရားစကားရင်ရှိတာဟုတ်တာဗောငါတို့ကကျမ်းစာနဲ့အသက်ရှင်ကြမလို့ဘုရားနဲ့အသက်ရှင်ရမှာအောက်မှာဆက်ပြောတယ်နောယေခင်မှာကျမ်းစာရှိလားနောယေခင်မှာကျမ်းစာမရှိယောတခင်မှာရှိလားမရှိဘူးယောတတိကျမ်းစာနဲ့အသက်ရှင်လားဘုရားစကားနဲ့အသက်ရှင်လားဘုရားစကားဒါကြောင့်ကျမ်းစာနဲ့မတွားနဲ့ကျမ်းစာနဲ့တွားတာဖာရရှဲပဲရှိတယ်ဒါကြောင့်ဖွင့်ပြခြင်းနဲ့အသက်ရှင်ဆက်မီးလိုက်ဖွင့်ပြခြင်းဘယ်မှာရှိလဲအခုငါ့ကိုဘုရားခင်ဖွင့်ပြနေငါအားဖြင့်မင်းကိုစကားပြောမှာအဲ့ဒါဆိုတော့ဘောင်ဘောင်ရွှေတော့ပဲအဲ့ဒီလိုလာတတိယကျတော့ theology နဲ့မတွားနဲ့ဖွင့်ပြခြင်းနဲ့တွားအဲ့လိုလာဒါဆိုရင်မေကုန်းမေးစရာရှိတယ် theology ဆိုတာကဓမ္မဗေဒအရင်းမြစ်၄ခုပေါ်မှာတည်ဆောက်ထားတာ theology ဆိုတာကအတွေးခေါ်ပဲမှန်တယ်ဘာကိုတွေးခေါ်လဲကျမ်းစာကိုဆင်ခြင်တာဘာကိုဆင်ခြင်တာလဲကျမ်းစာရဲ့မူရင်းအဓိပ္ပာယ်ကိုရှာဖွေစီစစ်ပြီးခံယူတာကို theology လို့ခေါ်တာဘယ်ပေါ်မှာအခြေပြုထားလဲကျမ်းစာပေါ်မှာအခြေပြုထားဒါဆိုရင်ကျမ်းစာပေါ်မှာအခြေမပြုနဲ့ဆိုတော့ဖွင့်ပြချက်ကဘုရားခင်ဖွင့်ပြတာမှန်လားမှန်ပါတယ်ဘုရားခင်စကားပြောလားပြောပါတယ်အဲ့ဒီလူကိုဘုရားခင်စကားပြောကြောင်းဘာနဲ့တိုင်းမလဲဟုတ်မဟုတ်ဘာနဲ့တိုင်းတာမလဲကျမ်းစာနဲ့ပဲတိုင်းတာဒါကြောင့်မလို့ theology နဲ့မတွားနဲ့ဖွင့်ပြခြင်းနဲ့တွားဆိုတေးချတယ်ကျွန်တော်တို့ကိုမာညွန်းတော်လမ်းတဲ့ကိုဆွဲခေါ်သွားပြီ theology ဆိုတာကျမ်းစာပေါ်မှာအခြေပြုထားတာကျမ်းစာပေါ်မှာရှိတဲ့ကျမ်းပိုက်ကျမ်းစာသားတွေရဲ့မူရင်းအဓိပ္ပာယ်ကိုတည်တည်ချာချာစမ်းစစ်တာလေ့လာတာဆင်ခြင်တာ
အဲ့တော့အဲ့ဒါနဲ့မသွားနဲ့ဆိုတော့ကျမ်းစာကိုဖယ်လိုက်တာကျမ်းစာကိုဖယ်လိုက်တော့ तू ပြောနေတာမာလားမှန်လားမသိတော့ तू ပါဇက်ထဲမှာဖြစ်သွားပြီဒါဆိုရင် that 8လို့ခေါ်တဲ့အသင်းတော်အမောင်ခေတ်ကာလမှာဘယ်ယုံကြည်သူမျိုးကျမ်းစာဖတ်ခွင့်မရှိဘဲနဲ့ဆရာတော်ကြီးတဦးကပါဇက်ထဲမှာပြောသည်များကိုလိုက်လုတဲ့ခေတ်ကာလကိုပြန်ခေါ်သွားတာအယံအန်ရရှိဒါကြောင့်ဒီလိုပြောတဲ့အရာတွေအားလုံးကဘယ်ပုံမှာပဲပြန်ပြီးဓာတ်ရိုက်ပတ်သက်လဲဆိုရင်နိတိ3:15ကနေ19မှာပါတဲ့တမန်ကျမ်းစာနဲ့ဆိုင်တဲ့ယုံကြည်ခြင်းတမန်ကျမ်းစာနဲ့ဆိုင်တဲ့ကျင့်သုံးခြင်းကိုပဲဓာတ်ရိုက်မောက်လန်နေတဲ့တွေးဖီအောင်လမ်းလွဲစေတဲ့မိဂုံးတွေဖြစ်တယ်တွန်နေအစပြုံးမှုတွေဖြစ်တယ်လို့နားလေရဒါကြောင့်အဲ့တော့တမန်ကျမ်းစာနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းအခြေခံနားလေရမယ့်အချက်၄ချက်ရှိတယ်နံပါတ်1တော့တမန်ကျမ်းစာဒီဘုရားသခင်မှုတ်တွင်းထားတဲ့ကျမ်းစာဖြစ်တယ်နံပါတ်2တော့အဲ့ဒီကျမ်းစာထဲမှာနှုတ်တော်ထွက်တွေကိုဘုရားသခင်ကဘာကြောင့်လူတွေကိုရေးသားစေတာလဲအဲ့ဒီကျမ်းစာထဲမှာဘာတွေပါတယ်လဲနံပါတ်3အဲ့ဒီတမန်ကျမ်းစာကိုခေတ်ဆက်ဆက်ဘယ်လိုယုံကြည်တာတမန်ကျမ်းစာထဲမှာရှိတဲ့ပုံကိုယ်တွေကရောအဲ့ဒီကျမ်းစာကိုဘယ်လိုယုံကြည်တယ်လဲဆိုတာကိုကြည့်ဖို့ဖြစ်ဘာကြောင့်လဲအခုပတ်ဝန်းကျင်မှာငါစကားနားရစကားတတ်တိုင်းလက်ကိုကြဘိုးဖြစ်အောင်ပြောတဲ့ဆရာတွေအများကြီးရှိပတ်ဝန်းကျင်မှာပြောတဲ့စကားတွေခဏဖေးဖယ်တာကျမ်းစာကပြောတဲ့ကျမ်းစာအကြောင်းကျမ်းစာထဲမှာရှိတဲ့ကျမ်းစာကိုယုံကြည်သူတွေဘာပြောတယ်လဲဆိုတာကိုကြည့်ဖို့ဖြစ်တယ်နံပါတ်4တမန်ကျမ်းစာနဲ့ပတ်သက်ပြီးအသင်းတော်တွေကနဦးအသင်းတော်တွေဘလို့ယုံကြည်လက်ခံချကြတယ်လဲဆိုတာကိုအဲ့ဒီအခြေခံမဖြစ်မနေအဲ့ဒီ၄ချက်ကိုကျွန်တော်တို့သိရအဲ့ဒီ၄ချက်သိပြီးသွားတဲ့အခါမှာအဲ့ဒီ၄ချက်ကိုသိခြင်းရဲ့လေးနက်မှုဟာကျွန်တော်တို့ကိုကျမ်းစာဖတ်ချင်လာအောင်ဆွဲခေါ်သွားမှာဖြစ်အလင်းပွင့်တဲ့ပုံစံမျိုးအားရှိလာစေမှာဖြစ်ပါဒါကြောင့်နံပါတ်1ဘုရားခင်မှုတ်တွင်းခြင်းလို့ပြောတဲ့အခါမှာဆရာတစ်ပါးကပြောတယ်မောရှိကျမ်းစာရေးတဲ့အခါမှာမောရှိရေးတော်ကျမ်းစာပြီးလို့ရေးတယ်ဘုရားခင်ရေးတာမဟုတ်ဘူးတဲ့မှန်ပါတယ်မောရှိရေးဒါပေမဲ့ဘုရားခင်မှုတ်တွင်းတယ်ဆိုတဲ့အပိုင်းကိုနားလည်ဖို့လိုပါတယ်အဲ့တော့နံပါတ်1တော့ဘုရားခင်ကျမ်းစာရှိသမျှကိုဘုရားခင်မှုတ်တွင်းတယ်ဆိုတဲ့အခါမှာစကလုံးတိုင်းနဲ့အစိတ်အပိုင်းတိုင်းကိုဘုရားခင်ကမှုတ်တွင်းထားတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဆိုတော့အဲ့ဒီမှာနှစ်ပိုင်းရှိတယ်နံပါတ်1တော့စကလုံးတိုင်းကိုဘုရားခင်မှုတ်တွင်းတယ်ကျမ်းစာရေးတဲ့သူတွေအားလုံးဟာဘုရားခင်ကယေဘုယသဘောတရားအကြံဉာဏ်တစ်ခုပဲပေးတာမဟုတ်စကလုံးတိုင်းကိုမှတ်သားဖို့အတွက်ဘုရားခင်ကအသွေးနည်းကနေနိုးစော်တာဒါကြောင့်တမန်တော်ရှင်ပေတရုကဘာပြောလဲဆိုအနာဂတ်စကားမြည်ဒီကားတဲ့လူအလိုအားဖြင့်ဖြစ်ဖူးဒီမဟုတ်ဘူးဒီကျမ်းစာရေးတယ်ဆိုတာကိုယ့်ရဲ့ idea ကိုမျိုးပြီးရေးတာမဟုတ်ဘူးတဲ့ဘုရားကိုယ်တိုင်ကိုကနိုးစော်တာတဲ့အဲ့ဒီကျမ်းပိုက်တွေကိုအခြေပြုပြီးမှခရိယန်ယုံကြည်ကျင့်သုံးမှုမှာကျမ်းစာနဲ့ပတ်သက်လာရင်စကလုံးတိုင်းကိုဘုရားခင်ကမှုတ်တွင်းထားတယ်ဆိုတာကိုယုံကြည်တာဖြစ်တယ်ဒုတိယကကျမ်းစာမှာပါတဲ့အစိတ်ပိုင်းတိုင်းကိုလည်းဘုရားခင်ကမှုတ်တွင်းထားတယ်ဆိုတာကကယ်တင်ခြင်းအပိုင်းကိုပဲဘုရားခင်ကမှုတ်တွင်းထားပြီးကျန်တဲ့အပိုင်းကအလာပတလာပတွေဖြစ်တယ်လူ idea တွေဖြစ်တယ်ဆိုတာကိုပြောတာမဟုတ်ဘူးတဲ့ကျမ်းစာအားလုံးတစ်ခုအစအဆုံးရေးဖို့အတွက်လည်းဘုရားခင်ကကျမ်းစာရေးတဲ့လူ40ကျော်ကို inspire ပေးထားတာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်လက်ခံကြတာဖြစ်တယ်ဒါကြောင့်ကျမ်းစာကိုယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်အဖြစ်တသွေမသိမ်းအမျက်တနှုတ်ထားပြီးဒီကျမ်းစာကိုအခြေပြုပြီးသွန်သင်တယ်ယုံကြည်တယ်လှုပ်ဆောင်တယ်အနာဂတ်နဲ့ပတ်သက်တာထာဝရနဲ့ပတ်သက်တာကိုမျှော်လင့်တည်ဆောက်အသက်ရှင်ကြတာနှစ်ပေါင်းမနေမြန်မာပြည်မှာဆိုနှစ်ပေါင်း200ကျော်သွားပြီကမ္ဘာမှာဆိုရင်နှစ်ပေါင်းမနေတော့ဘူးဖြစ်ပါတယ်ဒါကြောင့်နံပါတ်3ချက်အနေနဲ့တမန်ကျမ်းစာသည်အမှားကင်းစင်ကျမ်းစာမှာလုံးဝမမောင်းအဲ့လိုပြောတဲ့အခါမှာခရိယန်လို့ခေါင်းစဉ်တတ်ထားတဲ့အသင်းတော်အချို့ဟိုမားတယ်ဒီဟာမားတယ်ပေါ့နော်အဲ့လိုမျိုးတွေ Greek version တွေကအမျိုးမျိုးရှိတဲ့အခါကျတော့အဲ့လိုထောက်ဆရာတွေအများကြီးရှိတယ်ဒါကပညာရပ်နယ်ပယ်မှာဖြစ်တဲ့သူတွေဖြစ်တယ်တမန်လူတွေမပေါ့ဒါကြောင့်အဲ့ဒီမျိုးတွေကြားလာတဲ့အခါကျွန်တော်သိထားဖို့လိုတဲ့အရာကကျမ်းစာအမှားယွင်းခြင်းကင်းတယ်ဆိုတာက original မူရင်းရေးသားထားတဲ့ဟာတွေကလုံးဝအမှားအယွင်းကင်းပြီးမှဒီဘက်ခေတ်မှာပြန်ထုတ်တဲ့ version တွေကတော့ကူရေးတာတွေပြန်ရေးတာတွေစလုံးအခရာစင်တွေတစ်စက်ကလေးရေးတာတွေအဲ့ဒါတွေအားလုံးဟာမာယွန်းနိုင်တယ်အမာယွန်းကင်းတယ်ဆိုတာဟုတ် original အဲ့ဒါကိုပြောတာဒါကစာသားအရာမာယွန်းခြင်းကင်းတာပြောဒုတိယကကျမ်းစာတအုပ်လုံးဟာဘုရားစကားဖြစ်တဲ့အတွက်ခံယူတဲ့သူတိုင်းကိုဘယ်တော့မှအမှားမဖြစ်စေခံယူတဲ့သူတိုင်းရဲ့အသက်တာတွေကိုစင်ကြယ်ခြင်းကိုဖြစ်စေဒါကြောင့်တမန်ကျမ်းစာထဲမှာရေးသားတဲ့နှုတ်ကပတ်တော်ဟာအသက်တာကိုစင်ကြယ်စေတယ်နှုတ်ကပတ်တော်ဟာအသက်တာကိုတန့်ရှင်းစေတယ်နှုတ်ကပတ်တော်ဟာတွားတဲ့လမ်းကိုလင်းစေတယ်ဆိုတဲ့အရာအလုံးဟာအမှားအယွင်းကင်းတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အဲ့ဒီနှုတ်ကပတ်တော်ရဲ့တကိုးတွေဟာဖတ်ရှုသူစင်ကြင်သူခံယူသူရဲ့အသက်တာမှာဒီနေ့အထိအကျိုးထူးနေတာဖြစ်နံပါတ်4တမန်ကျမ်းစာရှိသမျှဟာချွတ်ချော်မာယွန်းခြင်းလုံးဝမရှိခုနပြောသလိုနှုတ်ကပတ်တော်ဟာဘုရားစကားဖြစ်တဲ့အတွက်ကျမ်းစာထဲမှာပြောထားတဲ့အရာတွေမှန်သမျှဟာလည်းပြည့်စုံနေဒါကြောင့်ကမ္ဘာတမိုင်းတွေကိုကြည့်တဲ့အခါမှာနောက်ဆုံးသောကာလနဲ့ပြောတဲ့သူတွေအများစုဟာကမ္ဘာမျက်မှောက်ရေးရာဘလို့ဖြစ်နေပြီဆိုချက်ချင်း prophecy update ဘယ်ကျမ်းစာမှာဘလို့ပြောတာအခုပြည့်စုံပြီဆိုတာမျိုးကိုပဲပြောတယ်ဒါကြောင့်ကျမ်းစာဒီကမ္ဘာမျက်မှောက်ရေးရာခေတ်ကာလဖြစ်ပျက်မဲ့အရာအလုံးထိ prophet ပြုထားတာဖြစ်တယ်ဒါကြောင့်ငါစကားဟာတဲ့ဘေနုတလုံးမှမပြည့်စုံဘဲနဲ့မနေရဒါကြောင့်ဒီကျမ်းစာမှာပါသမျှရေးသားထားသမျှ prophet ပြုထားသမျှအလုံးဟာ
အမှန်ပြည့်စုံတာကြီးပဲဖြစ်ပါဒါကြောင့်တောလေယာကျမ်းမှာပြောတယ်ဖျားသခင်ဟာမုဒါစကားကိုပြောအံ့တော့ကလူဖြစ်တယ်မဟုတ်ဣတလူမျိုးတွေကခန္ဓာပြည်ကိုတွားတဲ့ခီးစဉ်မှာအယံခက်ဒါကြောင့်သူတို့စိတ်သက်ကြတယ်ဖျားသခင်ကတင်းချိုင်းကုန်မရှိတဲ့စားစရာမရှိတဲ့ဒီနေရာမှာငါတို့ကိုတေခိုင်းတာလားမသိဘူးလို့အမြဲတမ်းအတွေးမားတယ်ဒါပေမဲ့ဘုရားသခင်ကပြောတယ်ငါပြောပြီးငါပြောတဲ့အတိုင်းတက်တည်ထူတာအဲ့ဒီစကားကိုပဲယောမဩဝါဒစာရောက်တဲ့ခါမှာအာဗြဟံရဲ့အဖြစ်ပြက်အားဖြင့်ဆက်ပြီးမှပေါလုကကိုးကားပြီးရေးတယ်ဂရိထားတော်မူသောသူဒီဂရိတော်အတိုင်းတတ်နိုင်ဖို့ဒီကိုစိတ်ဆွဲလန်းလေ၏ဒါကြောင့်ဖျားနှုတ်ကပတ်တော်လို့ပြောတဲ့တမန်ကျမ်းစာမှာရေးသားထားတဲ့စာမှန်သမျှဟာအချီးနှီးမဟုတ်ဘူးခေတ်ကာလတိုင်းမှာပြည့်စုံဒီမှာရေးသားတဲ့နှုတ်ကပတ်တော်ဟာသင်ဖတ်ပြီးသင်ဝန်ခံရင်သင်ယုံကြည်ရင်ဒီနှုတ်ကပတ်တော်ရဲ့အကျိုးဟာသင်ရဲ့အသက်တာထဲမှာအမှန်ဧကန်ဖြစ်မှာဒါကြောင့်နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ခြင်းဟာဘယ်တော့မှမမားနိုင်တဲ့အလုပ်တစ်ခုဖြစ်ပါဒါကြောင့်နှုတ်ကပတ်တော်ကိုဖျားသခင်မှုတ်တွင်းထားတယ်လို့ပြောတဲ့အခါအဲ့ဒီအချက်၄ချက်ပေါ်မှာအခြေခံတယ်နံပါတ်1စကားလုံးတိုင်းကိုဖျားသခင်မှုတ်တွင်းတယ်နံပါတ်2အစိတ်ပိုင်းတိုင်းဟာအကျုံးဝင်တယ်နံပါတ်3ကျမ်းစာရှိသမျှဟာအမှားကင်းစင်တယ်နံပါတ်4ကျမ်းစာမှာရှိတဲ့ဖျားစကားတွေမှန်တယ်များချွတ်ချော်သွားတာမျိုးမပြည့်စုံလာတာမျိုးမှားယွင်းတာမျိုးလုံးဝမရှိဘူးဒီနေ့ခေတ်ဆရာတွေ prophet ပြုတယ်ဘယ်ကာလမှာဘလို့ဖြစ်လာမယ်ပြောပြီးလုံးဝမဖြစ်လာဘူးဒါလည်းမရှက်ဘူးဆက်ပြီး prophet ပြုတယ်တကယ်ဆိုရင်ရှက်တဲ့နဲ့ဓမ္မဟောင်းလို့ဆိုအဲ့လိုလူမျိုးကိုဂဲနဲ့ပေါက်တတ်ဖို့အခွင့်ရှိချက်ချင်းတတ်ရမှာလို့ဆိုရင်ဖျားနာမကိုတုံးပြီးအမှားပြောတာဒါကြောင့် prophet ပြုတယ်လို့ပြောရင်ခင်ဗျားတို့ဝေးတာရှောင်ဒုတိယအဲ့ဒီနှုတ်တော်ထွက်တရားစကားတွေဖြစ်တဲ့ကျမ်းစာကိုဘုရားသခင်ကဘာကြောင့်ရေးသားစေတာလဲဆိုတဲ့မိကုံးမဲ့ဖြစ်တယ်အဲ့တော့ဒါကိုသိဖို့ကြတော့ထွက်မြောက်ကျမ်းမှာဒီလိုရေးတယ်နော်ကျမ်းပိုက်နှစ်ပိုက်လေးရှိမယ်နံပါတ်1ကထွက်မြောက်အခန်းကြီး24အပိုက်ငယ်7လူများတို့အားငါတွင်တင်ရာဖို့ကြောက်ပြားပေါ်မှာရေးထားသောပညတ်များကိုသင်၌ငါအပ်ပေးမည်ယောမောရှိအားမိန်တော်မူဒါပထမအကျင့်တိနာတောင်ပေါ်တက်တဲ့အချိန်မှာဘုရားပြောတာဘာလို့ဖို့လဲဆိုရင်ငါအလိုရှိတဲ့အရာငါဖြစ်စေခြင်းတဲ့အရာကိုရေးထားအဲ့ဒါကိုမင်းလူတွေကိုတွင်တင်ငါကမင်းနဲ့ဓာတ်ရိုက်စကားပြောမယ်မင်းကလူတွေကိုတွင်တင်ဆိုပြီးရေးသားထားတာဒါကြောင့်နံပါတ်1ပထမဦးဆုံးကျမ်းဖြစ်တဲ့ပညတ်တိကျမ်းကိုရေးတဲ့အခါမှာပညတ်တော်10ပါးကျမ်းစာကိုရေးတဲ့အခါမှာဖျားကိုယ်တိုင်သူ့ရဲ့စကားတော်တွေကိုရေးထားတယ်အဲ့ရေးတဲ့အတိုင်းတွင်တင်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်အဲ့တော့တောင်ပေါ်ကနေဆင်းလာတဲ့အခါကျတော့ဘာဖြစ်လဲလူတွေအားလုံးဟာနွားရုပ်ထုကိုကိုးကွယ်တယ်ဒါကြောင့်စိတ်ဆိုးပြီးမှအဲ့ကြောက်ပြားကိုခွဲလိုက်တယ်ဒုတိယအချိန်ဖျားမြောက်ကျမ်းအခန်းကြီး34ပိုက်ငယ်1မှာတင်ချိုးဖဲ့သောအရင်ကြောက်ပြား၌စကားပါသည့်အတိုင်းနောက်ကြောက်ပြားပေါ်မှာငါရေးထားမည်ဒါကြောင့်ပညတ်တော်10ပါးဘယ်သူရေးတာလဲလို့ပြောရင်မောရှိရေးတာမဟုတ်ဖျားရေးတာအဲ့တော့ဒီကနေပြီးမှတိနာတောင်ကိုရောက်ပြီးဟိုဘက်ထွက်သွားတဲ့အခါမှာ Pentateuch လို့ခေါ်တဲ့အနာဂတ်ကျမ်းပညတ်တိကျမ်း5ကျမ်းကိုကျတော့မောရှိကိုယ်တိုင်ရေးပါတယ်သူကိုယ်တိုင် BC 1445မှာရေးပေမဲ့ကဘာဦးအစရဲ့အဖြစ်အပျက်ကိုရေးတယ်။ယာတိကျမ်းကိုကြည့်တဲ့အခါဗျာတိကျမ်းရေးတဲ့အချိန်က AD 80နဲ့90ဝန်းကျင်ဖြစ်တယ်။ဒါပေမဲ့ကဘာကြီးရဲ့အဆုံးကိုရေးတယ်။ဒါကြောင့်ခရိယန်တမန်ကျမ်းစာကလွဲရင်ကျန်တဲ့ကျမ်းစာမှာကဘာကြီးရဲ့အစနဲ့အဆုံးကိုရှာလို့မတွေ့ဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကတမန်ကျမ်းစာမှာဖျားရေးသားထားတဲ့အရာလုံးကကဘာကြီးရဲ့အစနဲ့အဆုံးထိပါတယ်ကဘာကြီးရဲ့အစနဲ့အဆုံးဘာတွေဖြစ်လာမလဲဘုရားခင်ရဲ့အလိုတော်ကဘာလဲဘုရားခင်ကဘာဖြစ်စေခြင်းလဲဆိုတာအလုံးကိုကျမ်းစာထဲမှာရေးသားထားတယ်။ဒါကြောင့်ခရိယန်ယုံကြည်ကျင့်သုံးမှုမှာတမန်ကျမ်းစာကိုအသက်ရှင်ခြင်းရဲ့လမ်းပြမြေပုံဖြစ်တယ်။ကျမ်းစာကိုကြည့်တဲ့အခါဘာတွေပါလဲလို့မေးရင်အကျမ်းအဖြစ်ဘုရားခင်အလိုတော်နဲ့ဘုရားခင်အလိုတော်မရှိတဲ့အရာအလိုတော်ညီတဲ့အရာနဲ့အလိုတော်မညီတဲ့အရာကျမ်းစာထဲမှာပါတယ်။ကျမ်းစာထဲမှာဘု து အကြံစီလဲဆိုဘုရားအကြံစီပါတယ်လူတွေပေါ်မှာဘုရားခင်ထားတဲ့အကြံစီဥပမာအာဗြဟံရဲ့အသက်တာမှာဘုရားထားတဲ့အကြံစီကိုသိဖို့ဆိုရင်ကျမ်းစာထဲမှာဖတ်ရဒါကြောင့်ကျမ်းစာထဲမှာဂတိတော်ပါမင်္ဂလာနဲ့အမင်္ဂလာပါတယ်ဘုရားရဲ့အလေးအလာကိုသိဖို့အတွက်ရေးထားတယ်ဘုရားအလိုတော်နဲ့ညီအသက်ရှင်ခြင်းရဲ့အကျိုးနဲ့ဆန့်ကျင်ခြင်းရဲ့အပြစ်တွေကိုရေးထားတယ်ဒါကြောင့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ခရိယန်အသက်တာအသက်ရှင်ခြင်းယခုဘဝနဲ့နောင်ဘဝကာလအထိတောင်မှလမ်းပြပေးနိုင်တဲ့အကျိုးကိုဖြစ်စေတဲ့ကျမ်းစာဖြစ်ဒါကြောင့်ဘုရားခင်ကမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သူ့ရဲ့အလိုတော်ကိုသိဆိုပြီးတဲ့နှုတ်ကပတ်တော်ကိုရေးသားစေတာဖြစ်တယ်လို့နားလေရကျမ်းစာထဲမှာဘာတွေပါလဲကျမ်းစာကိုဘယ်လိုယုံတယ်လဲလို့ပြောရင်ပတ်ဝန်းကျင်မှာဆရာတွေပြောနေတာကိုခဏပြီးပဲဒါကျမ်းစာကပြောတဲ့ကျမ်းစာရေးသားထားရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ကြည့်အောင်နံပါတ်1တော့တစ်ကောအခန်းကြီး30အပိုက်ငယ်7မှာဒီလိုပြောတယ်ထိုအကြောင်းအရာရှိသမျှတို့ဒီတဲ့ပုံသက်တည်ဖြစ်အပ်တော့ကထိုသူတို့၌ရောက်ကြ၏
Kakala a song in Piton Narogo, Soma Ziabu, Janzana Yi Ta Tale, she did writing for our admonition. Soma Bu Yi. That's when the Janzaga Janogo Marane Manda, Pyomadane, Mapyomadago, Soma Bu de Yitare, a Pipia Alon, Ubama, Dawima, Ayazia, a Panshilu, Imadama, Sesso Yuncha, we are a Panishi. Dari Alon, a Janogo, Tama Mabu. The low Amamuri, Makamusura, Tibu to Yidata. She can a uki kalama, Ludi Margaret, Amamu, Koya Tatarama, Mamaji Mudu, Janzapa, Janzaga Charu, getting GP Mapites or Arab. Dutiaga, Yoma Overaza, can you sing a bang in Lima? Narodi, Janza night pado tikanje, Tata Jane, a Jamiago, a mi pue, Miolia do Queen Shizi Jinga, Janza night, attacker ye Tata Miadi, Narogo, Soma Ovada, Payue. Yita Jai. Pamaluga Soma Owada Payu Yita Lu Yibi me. English Luga writing for our learning. Then you will pit it. That mean Greek meaning of Jida Kama, Eddie learning so that Zagalonia a debate instruction no pure. Instructions are Nunjara. Paloba, Peloloba, Pelo Pupima, Pelo Tisoba so that Korean Tiao Mapimani, Time and Sik Time, Mapimani, Loa me a lodi, Manamiago, Janzaga Janogo instruction Pibari. Tadao Payaga Zagabure can Nokupato Api Zagabures or Arab. Nokupato Api Lampiares or Arab. Signor Owadasa, Pramasa, Kaninga, Pang, Satoma, Tamano Yohan de Lugire. Payaki Tarogo Yonchiro Tendo di Taratego, Kurayati, Tizi Jenga, Iamiago, Tendo Anga Ye, be like E. Ero, Yeshugo Yonchi in Kuray Tarate Yade Surago. The Dinsaga Jabi, Englidia. They met that teacher. Janza de Mapa. That don't Janza go patching her, Paya Api go Pariare, Payagin, Papio Tares, that they go Tibu Pite, Patama Uzono, Yita Tare, 30 Pite. That don't Janza go a meme viewing, go ya Winiyama, Paya Api, Blue Kanzaya de Bari Grido Shide Surago, Blue Ama Kanje Shide Surago, Mathida Regale. Erigani Sara Pit. Yoma Owarasa, can you lay banging Nasato ne Nasalima? Todo Mado Mudihu Abra Jolunga, Janzana, ye tardy Mobu. Nado, Jo Polunga, ye tardy. Janzama, ye tardy Hariga, Abra Jodemo, Bajalazo, Abra Tatama, Payaya, a late Larigo, ye tar. Tado Abra Malu Mamabu Abra Yuchemu Mandalo Mambu to it. Janzago Patama, Abra Mayage, a queen, Jeruyabu Pit. Johan Kani Nase, Bang a Tonza Tema, Dilo Yide. Yeshu di Crito. Tihudo, Piarki, Tado, Pito, Mudigo. Tenodi Yomi Jang, Todo Yomi, Namado, Api, Ateko, Yami Jang, Imia Lao, Yitar. Namatita Yomi Jang. Payaha below Piapitas or Yombune, Eddie Payago, Yomi, Bago, Yadlesra, Tibo Dwe, Yita Tare. That's when Nokubato Tama Janzaga Jore, Janzago, Yita Tayajin, Jango, Gide Karema, General Piasiamashi. Lulogama, Lula Piteka. A Chimazo no Queen Yabu de Piarking at Jarugo Jansa Pita Bilu Nalia. Now Timboa Alminjin attention gendre, Tilla Tema kind hearted Jansaga, Timboago, Miaji, a top pump pinane, Paya Nogubado Pite, Sura Nalebo, Shipper. Jansago below Yoji Jadale, Sam Mime, Nabato Migo. Below Lek Cantadale, General Gurango below Nale Tale. General Korean attendori can Uyonji to below Nale Tale, Nenelli the Mind John Chia. Ero Tama Jansa ne signed it. Yonji Jet Pilasi de Nokan Tamali Energy. 80 Tonzani, they are winning at Tamano Kikala Core. Airne be second Kikalaga, Kriani Pinning Yinzejin Kare Galapit. Hello, Ella Betty Leto 80 Ton and Saliti. 80 Tonya Joe Doare Kama Nangano Kikala Yola. Elma, Conestan the Greek do young lady, Piro Theosias Lus, Core Billin young lady. Eddie Bini Piangle Kajaro, Krianga, Bada the Kuni ne Pilla. Piajon Sakun Shilare, whip you go in Shila. Tavi met TOCS Yaulareka, Pubima, Timpo Door, Tukuran Kriango Yonji, Tewene, Tue Nangano Bada appeared to a Gina Gate. Eddie Gina being Olympic Puero, Yoman Napiane, sign address of Olympic Puero, big blade. Eddie Kikalama, Kriania, Quintuka, Kanzare, being Gurai. Yonji de Parapit, Louis Maya, Queen Yabu, when Lazare Calapit. Edilo, Amyai, when Lare, Dwelle, Krian Bara,
သာသနာပြတ်သွားတာလဲအဲ့ကနေစတာဖြစ်အဲ့ကနေပြီးမှအလေခေတ်လို့ခေါ်တဲ့ခေတ်ကာလရောက်တယ်အဲ့ဒီကာလမှာယောမကက်သလစ်အသင်းတော်ကဩဇာအာဏာကြီးမားပြီးမှ AD 16 ရာစုရောက်တဲ့အခါကျမှ Protestant လို့ခေါ်တဲ့မာတင်လူသာအားဖြင့်လူတိုင်းဟာကျမ်းစာဖတ်ခွင့်ရှိလာတယ်နော်အများကြီးအခွင့်အရေးတွေရလာတဲ့ကာလဖြစ်ဒီဘက်အရှိအလေခေတ်မှာကပုပ်ယဟန်မင်းကြီးကလည်းလွဲရင်ဘယ်သူမှကျမ်းစာဖတ်ခွင့်မရှိဘူးဒါခရစ်ယာန်တမိုင်းအဲ့တော့တမိုင်းဟာတမိုင်းဖြစ်တဲ့အတွက်ဘယ်အသင်းဖွဲ့ုံမှဆိုလိုတာမဟုတ်ဘဲနဲ့တမိုင်းကိုတမိုင်းအတိုင်းနားလည်ဖို့လိုတဲ့အတွက်တမိုင်းကိုတော့ကျွန်တော်သိဖို့လိုပါတယ်အဲ့တော့အဲ့ဒီထဲမှာနော်နိုင်ငံတော်အသင်းတော်ခေတ်ကာလနဲ့အလေခေတ်ယောမကက်သလစ်အသင်းတော်ကြီးထွားလာတဲ့ခေတ်ကာလမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်လေးရှိတယ်နံပါတ်1အမောင်ခေတ်အစပြိုးတယ်အဲ့ဒီအစပြိုးတဲ့အချိန်မှာယောမအင်ပါယာကြီးပြိုလဲသွားပြီဒါကြောင့်အဲ့ဒီခေတ်ကာလမှာဘာသာရေးခေါင်းဆောင်တွေကအာဏာအရှိဆုံးခေတ်ကာလတစ်ခုဖြစ်ခဲ့အဲ့ဒီကနေပြီးမှ AD 900လောက်ရောက်တဲ့အခါမှာယဟန်ဖြစ်ခြင်းနဲ့နော်ယဟန်ဝစ်မယ်ပြီးတော့ယာဒူး position တွေလိုချင်ပတ်စံနဲ့ပေးပြီးဝယ်လို့ရတဲ့ခေတ်ကာလရောက်လာအဲ့တော့အသင်းတော်ခေါင်းဆောင်တွေအားလုံးဟာအကျင့်ပြက်ပြီးချစားလာတဲ့ဘက်ကိုရောက်လာတယ်အဲ့ဒါ AD 900ကနေဒီဘက် AD 1000ဝန်းကျင်အဲ့ကနေလွန်လာတဲ့အခါမှာအသင်းတော်ကြီးနှစ်ချမ်းကွဲတယ်အဲ့တော့အဲ့ဒီကနေစပြီးလုံးဝအာဏာလွန်ဆွဲပွဲတွေဖြစ်လာအဲ့တော့ AD 17 ရာစုရောက်လာတဲ့အခါကျတော့ဘယင်နာမသူ့လောက်အာဏာမရှိ तू ကအာဏာအကြီးဆုံးဖြစ်လာအဲ့ကနေစပြီးဥရောပတတိုက်လုံးကို तू ချဲလဲလာအဲ့ဒီကနေစပြီးဘာဖြစ်လာလဲဆိုတော့စပြီးမှဘာသာရေးနဲ့ပတ်သက်တဲ့ဘာသာသူတဲမှာတောင်မှအဲ့လိုနှိတ်ကွတဲ့နှိတ်ကွမျိုးတွေအများကြီးဖြစ်လာအဲ့ဒါက12ရာစုရောက်တဲ့အခါမှာဖြစ်လာအဲ့တော့အသင်းတော်ရဲ့စနစ်တွေအသင်းတော်ရဲ့အာဏာတွေကိုစိန်ခေါ်တာပြီးတော့ကျမ်းစာကိုဖတ်ရှုတာတွေကျမ်းစာကိုကင်တာတွေအဲ့ဒါတွေအားလုံးလှုပ်တဲ့လူတွေကိုအရှင်လတ်လတ်မီးရှို့တာတို့ညင်ပါနှိမ့်ဆက်တာတို့အဲ့ကာလမှာဖြစ်ခဲ့ကျွန်တော်တို့မကြိုက်ပေမဲ့ဒါတမိုင်းဖြစ်တဲ့တမိုင်းမှာတကယ်ဖြစ်ခဲ့တာအဲ့ဒါကဘယ်အဖွဲ့အစည်းမှပြောတာမဟုတ်တကယ်ဖြစ်ခဲ့တာကိုကျွန်တော်ပြောချင်းဖြစ်အဲ့ဒီကနေပြီး15ရာစုရောက်လာတဲ့အခါမှာပုပ်ယဟန်မင်းတွေကဘာဖြစ်လာလဲဆိုတော့အပြစ်လွတ်တဲ့စာလွှာလူတယောက်ဟာအပြစ်လွတ်ချင်တယ်ဆိုရင်အဲ့ဒီစာရွက်ကိုဝယ်အဲ့ဒီစာရွက်ကိုဝယ်နိုင်အပြစ်လွတ်တယ်ဆိုတဲ့ခေတ်ကာလတစ်ခုရှိခဲ့အဲ့ဒီလိုဖြစ်လာတဲ့အခါမှာအပြစ်လွတ်ဖို့အတွက်ငွေနဲ့ဝယ်လို့ရတာဖြစ်လာတဲ့အခါကျတော့ပတ်စံမရှိတဲ့လူကအပြစ်ကနေမလွတ်ဘူးဖြစ်လာအဲ့လိုနဲ့အသင်းတော်ကြီးတွေကချစားလာတဲ့အခါကျတော့ဘာသာရေးနဲ့ပတ်သက်ပြီးလိန်လေလက်ဖျားမှုတွေအသင်းအဓမ္မငွေကြေးကောက်ခံတာတွေအများကြီးဖြစ်ပြီးဝိညာဉ်ရေးရာဟာအမောင်ဆုံးကာလကိုရောက်ခဲ့ဒါကြောင့်အသင်းတော်တမိုင်းမှာသူ့ကို that 8အသင်းတော်ရဲ့အမောင်ဆုံးဝိညာဉ်ရေးရာကြဆုံးတဲ့ကာလလို့သတ်မှတ်ခဲ့တကယ်တော့ယေဘုယျအဖြစ်ကြည့်ရင်ညင်ပါနှိမ့်ဆက်ခြင်းခံရတဲ့တမန်တော်ခေတ်ကာလမှာယုံကြည်ခြင်းမှန်ခဲ့ပြီမဲ့ဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ခရိယန်တွေဟာဘာသာတစ်ခုအနေနဲ့တတ်မှတ်ခံရတဲ့အခါမှာအဲ့ဒီလိုလွဲလာတယ်ဒါကြောင့်အသင်းတော်ကြီးလာပြီးအသင်းတော်တိုးတက်လာပြီးဆိုရင်အဲ့ဒါခေါင်းဆောင်တွေမထိန်းသိမ်းနိုင်ရင်အဲ့ဒီအသင်းတော်သွားတာတော်တော်မလွယ်ဘူးလောကမှာလူတွေပြောတယ်လေအောင်မြင်ခြင်းရဖို့လွယ်တယ်တဲ့အဲ့အောင်မြင်ခြင်းကိုထိန်းထားနိုင်ဖို့ခက်တယ်ဒါကြောင့်မလို့ AD 15ရာစုကနေမာတင်လူသာအဖြစ်ပြုပြင်ပြောင်းလဲခြင်းစတင်ခဲ့မာတင်လူသာရဲ့အချက်65ချက်ပါတဲ့စာတမ်းနဲ့ထုတ်ပြပြီးမှဒါဟာကျမ်းစာနဲ့မညီညွတ်တဲ့ယုံကြည်ကျင့်သုံးမှုတွေဖြစ်တယ်ဆိုပြီးအဲ့ဒီမှာစပြီးမှခွဲထွက်လာခဲ့ကြတယ်အဲ့ဒီနောက်ပိုင်းမှာမှဆက်ပြီးမှယုံကြည်ချက်တွေဖြစ်လာဆိုတော့အဲ့ဒီပုံမှာမာတင်လူသာအခြေခံထားတဲ့ယုံကြည်ခြင်းဟာအသင်းတော်တွေအတွက်ယနေ့ခေတ် Protestant လို့ခေါ်တဲ့အသင်းတော်တွေအတွက်ယုံကြည်ချက်အခြေခံနှစ်ခုဖြစ်လာတယ်ဒီယုံကြည်ချက်အခြေခံနှစ်ခုဟာဒီဘက်က Protestant အသင်းတော်တွေနဲ့ယောမကက်သလစ်အသင်းတော်ရဲ့ကြီးမားတဲ့ခြားနားမှုကြီးဖြစ်ခဲ့အဲ့တော့အဲ့ဒီယုံကြည်ချက်နှစ်ခုကနံပါတ်1က the 5 solas လို့ခေါ်တဲ့ယုံကြည်ချက်5ခုဖြစ်တယ်ဒုတိယကအဲ့ဒီယုံကြည်ချက်5ခုပေါ်မှာထပ်ဆင့်တည်ဆောက်ထားတဲ့အသင်းတော်တွေပထမ1ယုံကြည်ချက်ကယုံကြည်သူတိုင်းနံပါတ်2ယုံကြည်ချက်ကအသင်းတော်တိုင်းယုံကြည်တဲ့ယုံကြည်ချက်ဖြစ်တယ်အဲ့ဒါကိုတော့ the 5 fundamental လို့ခေါ်ပါတယ်အဲ့တော့ဒီအချက်5ချက်နှစ်ခုစလုံးဟာတမန်ကျမ်းစာနဲ့ဆိုင်တဲ့ယုံကြည်သူတွေခရိယန်တွေအားလုံးယုံကြည်တဲ့ယုံကြည်ချက်ဖြစ်တယ်သိထားဖို့လိုတယ်နံပါတ်1က the 5 solas မှာဘာပါလဲဆိုတော့နံပါတ်1နှုတ်ကပတ်တော်ဒါလင်အမြင့်ဆုံးအာဏာဖြစ်တယ်ပုံရဟမင်းကြီးတွေပါဇက်ကလာတာမဟုတ်ဘူးနှုတ်ကပတ်တော်တုန်တင်ချက်အတိုင်းငါတို့ကကျင့်သုံးတာဒါကြောင့်နှုတ်ကပတ်တော်ကဒါအမြင့်ဆုံးအာဏာဖြစ်တယ်ဒါပေမဲ့ယောမကက်သလစ်မှာအဲ့ဒီခေတ်ကအဲ့လိုမဟုတ်အမြင့်ဆုံးအာဏာပုပ်ရဟမင်းကြီးဖြစ်တယ်တဲ့အဲ့ဒီ AD 15ရာစု
15ရာစုဝင်းကျင်ငါကိုပြောတာနော်အခုမဟုတ်ဘူးနော်အဲ့ဒါသိဖို့လိုတယ်ဒီထဲမှာကက်သလစ်အသင်းသားများပါတယ်ဆိုရင်နားလည်စေခြင်းနဲ့အဲ့ဒါက15ရာစုကတမိုင်းကိုကျွန်တော်ပြန်ပြောနေခြင်းဖြစ်ပါတယ်နံပါတ်1တော့ကျေးဇူးတော်တာလဲအေဖက်ခန်းကြီး1 8 9မှာကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်လူရဲ့စူးစမ်းအားထုတ်မှုဘာမှမလုပ်ယုံကြည်အကျင့်လည်းလုံးဝပါကြမလို့ဖယားခင်ကယ်လို့ယုံကြည်တာဖြစ်တယ်ကျေးဇူးတော်တာလဲကယ်တင်ခြင်းပေးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်အရင်ခေတ်ကတော့အဲ့လိုမဟုတ်ဘူးအာဘတ်ဖြေမှအပြစ်လွတ်တဲ့ဝေစာယူနိုင်မှအပြစ်လွတ်တယ်လို့ခံယူကြတဲ့ခေတ်ကာလဖြစ်တယ်ဒါကြောင့်ကျမ်းစာထဲမှာတော့မဟုတ်ဘူးတဲ့ဂျေဇုတော်ကြောင့်သာကယ်တင်ခြင်းရတယ်ဆိုတော့ယုံကြည်တာတဲ့နံပါတ်3အကျင့်အားဖြင့်မဟုတ်ဘူးယုံကြည်ခြင်းအားဖြင့်နံပါတ်4ခရစ်တော်တပါးဒီကတာကယ်တင်ခြင်းဖြစ်တယ်ခရစ်တော်တပါးဒီကတာဘုရားသခင်ထံကိုသွားတဲ့လမ်းကြီးဖြစ်တယ်အဲ့ဒီခရစ်တော်နဲ့ကျွန်တော်ကြားမှာဘာမှကြားခံစရာမလိုဘူးဘယ်သူတူအားမှမရှိဘူးဒါကြောင့်တိမောသေကိုပေါလုကပြောတဲ့အခါမှာဖယားသခင်နဲ့လူတို့ကြားမှာရှိသောအာမခံဆိုတာခရစ်တော်ဖြစ်တယ်တဲ့အခြားမည်သူတူတယောက်မှမဟုတ်ဘူးဘာမှလည်းကြားခံမလိုဘူးလို့အဲ့ဒီလိုယုံကြည်ကြနံပါတ်5ကဖယားသခင်တပါးတိကတာလည်းဘုံကြီးတယ်ဘယ်မြေကြီးပေါ်မှာဘယ်ပုဂ္ဂိုလ်မှဖယားလောက်ဘုံမကြီးဘုံကြီးချင်းခံတိုက်တဲ့ဘုံပေးချင်းခံတိုက်တဲ့ဖယားဟာဖယားသခင်တပါးတိဖြစ်တယ်လို့ Defy Solas မှာအဲ့ဒီယုံကြည်ချက်ကဆင့်ပွားလာအဲ့ဒီယုံကြည်ချက်5ခုမှာပဲ Protestant အသင်းတော်မှန်ရင်အသင်းတော်နဲ့ပတ်သက်တဲ့ယုံကြည်ချက်5ခုရှိနံပါတ်1ဒီတမန်ကျမ်းစာဒီလုံးဝအမာယွန်ကင်းတယ်ဆိုတဲ့ယုံကြည်ချက်နံပါတ်2ဒီခရစ်တော်ဟာအပြိုကညာကနေဖွားမြင်ပြီးဖယားဇာတိဖြစ်တချို့ကခရစ်တော်ကမာရိကနေဖွားမြင်တာတော့မှန်တယ်သူဖယားမဟုတ်ဘူးဆိုတဲ့ယုံကြည်ချက်တွေအဲ့ဒီခေတ်ကာလမှာအများကြီးရှိခဲ့အခုကျွန်တော်ပတ်ဝန်းကျင်မှာလဲယေရှုကလူခရစ်တော်ကဖယားယေရှုဆိုတဲ့လူထဲမှာခရစ်တော်ကပုံနေတယ်ဆိုတဲ့ဟာမျိုးတွေကအဲ့ဒီကနေစတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသင်းတော်မှန်ရင်ယေရှုခရစ်တော်ဟာဖယားဇာတိတရားလူဇာတိတရားအဲ့တော့ကျမ်းပိုက်တမရှာနဲ့ဒါဟာ theological term ဖြစ်တယ် fully man fully God ဆိုတဲ့စကားလုံးမြန်မာလိုပြန်တဲ့အခါမှာလူတရားဖယားတရားလို့တုံတုံပြီးပြောတာဖြစ်တယ်ဒါကြောင့်သခင်ယေရှုဟာဖယားတရားဖြစ်တယ်လို့လူဇာတိခန္ဓာလည်းတရားရာခိုင်နှုန်းအပြည့်ဖြစ်ပါတယ်နံပါတ်3ခရစ်တော်ရဲ့ကိုယ်စားအသေးခံခြင်းအဲ့ဒါနဲ့ပတ်သက်ရင်လည်းလူစားလဲလာတို့တကယ်သေးတာမဟုတ်ဘူးတို့မူးမေ့သွားတာတို့အများကြီးရှိတယ်အဲ့ဒီလိုမျိုးယုံကြည်ချက်ပြတ်သွားအောင်အတည်ဖြစ်တဲ့ဩဝါဒကြားတွေထဲမှာခရစ်တော်ဟာကျွန်တော်တို့အတွက်နှစ်ကော9:23မှာကိုယ်စားအသေးခံခဲ့တာဖြစ်နံပါတ်4အဲ့ဒီကိုယ်စားအသေးခံပြီးကိုယ်ခန္ဓာနဲ့တကွတစ်ကောအခန်းကြီး15မှာရှင်ပြန်ထမြောက်တာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကိုယုံကြည်တဲ့အတွက်ခရစ်တော်ထမြောက်တယ်လို့တနေ့မှာကျွန်တော်တို့လည်းထမြောက်မယ်ဆိုတဲ့ယုံကြည်ခြင်းကိုယုံကြည်တာဖြစ်တယ်တဲ့ဓမ္မငါတက်တက်မှာပြောတယ်လို့ပဲခရစ်တော်ဟာဒုတိယအကြိမ်ကြွလာပြီးကဘာမြေကိုအုပ်စိုးမှာဖြစ်တယ်ဆိုတဲ့ကြွလာခြင်းကိုလည်းယုံကြည်တာဖြစ်တယ်အသင်းတော်မှန်ရင်အဲ့ဒီ5ချက်ကိုယုံကြည်ကြတာဖြစ်တယ်နံပါတ်1ကကျမ်းစာနံပါတ်2ကဖယားနဲ့ဆိုင်တဲ့ယုံကြည်ချက်နံပါတ်3ကကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ချက်နံပါတ်4ဒီရှင်ပြန်ထမြောက်ခြင်းဆိုတဲ့အနာဂတ်ကာလမျှော်လင့်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ချက်နံပါတ်5ဒီထာဝရကာလနဲ့ဆိုင်တဲ့ယုံကြည်ချက်ဖြစ်တယ်အဲ့ဒီ5ချက်နဲ့ဆန့်ကျင်တဲ့ဟာတွေတွင်တင်လာရင်တော့အဲ့ဒါမားနေပြီဒါကြောင့်ဒီနေ့ကတော့နံပါတ်1နဲ့ဆိုင်တဲ့ယုံကြည်ချက်ဖြစ်တယ်ဒါကြောင့်ခရိယန်တွေယုံကြည်ချက်ကအသင်းတော်တွေအားလုံးဟာတမန်ကျမ်းစာသားလည်းအခွင့်အာဏာအမြင့်ဆုံးဖြစ်တယ်ဆိုလိုတာကဘယ်ဆရာပဲဟောကျမ်းစာနဲ့ပြောရင်နာခံရဘယ်သူပြောကျမ်းစာနဲ့ပြောရင်ခံယူရကျမ်းစာကဒါအမြင့်ဆုံးအာဏာဖြစ်တယ်မာရာမာနာကိုဆရာကြီးနဲ့မတိုင်းဘူးကျမ်းစာနဲ့တိုင်းတယ်ဒါကြောင့်နှုတ်ကပတ်တော်ကခရိယန်တွေရဲ့ယုံကြည်ကျင့်သုံးမှုအရင်းမြစ်ဖြစ်တဲ့အတွက်ခရိယန်တွေရဲ့ယုံကြည်ကျင့်သုံးမှုဟာကျမ်းစာကလာတာဖြစ်တယ် Reverend အသင်းတော်ရဲ့ founder bishop တွေကနေလာတာမဟုတ်ဒါကြောင့်ကျွန်တော်တို့ဟာ bishop တွေကပြောတဲ့စကား Reverend တွေကပြောတဲ့စကား founder တွေကပြောတဲ့စကားကိုနားထောင်တာမဟုတ်ဘဲနဲ့အဲ့ဒီ founder တွေကျမ်းစာသုံးပြီးပြောတဲ့နှုတ်ကပတ်တော်ကိုနားထောင်တာဖြစ်တယ်ဒါကြောင့်တက်တာလုံးနေ့အသင်းတော်ကလူတွေကလူနှုတ်ထွက်နဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုပိုင်းခြားပြီးခံယူတယ်ဆိုတာအဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်ကျမ်းစာနဲ့ပတ်သက်တဲ့မှန်ကန်တဲ့ယုံကြည်ချက်လို့ပြောရင်သင်ဒီ5ချက်စလုံးမှာရှိနေရနံပါတ်1ကျမ်းစာရှိသမျှဟာဝိညာဉ်တော်မုတ်သွင်းတဲ့ပြည့်စုံတဲ့ဘုရားစကားတော်ဖြစ်တယ်နံပါတ်2ခရိယန်ယုံကြည်ချက်များရဲ့အရင်းမြစ်ဖြစ်တယ်နံပါတ်3နေ့စဉ်အသက်ရှင်ခြင်းအတွက်လမ်းပြမြေပုံဖြစ်တယ်နံပါတ်4ဘုရားသခင်အားဖြင့်ရရှိတဲ့အရာခရစ်တော်အားဖြင့်ရရှိတဲ့အရာတွေကဘာတွေလဲဆိုတာကိုကျမ်းစာကပဲသိစေတယ်ပြီးတော့ကျမ်းစာဟာဘုရားရဲ့ဂတိစကားနဲ့တတိစကားတွေကို
ပြီးတော့ထာဝရကာလသည်တည်ကြတဲ့မျော်လင့်ချက်တွေဖြစ်တယ်လို့ဒီမှာရှိတဲ့အသင်းသူအတင်းသားတွေကယုံကြည်နေတည်ကြတယ်မှန်ကန်တဲ့ယုံကြည်ချက်ဖြစ်တယ်လို့နားလည်ရတယ်ဒီထဲမှာတစ်ခုခုချစ်တော်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဟာယုံကြည်ချက်မှားနေပြီလို့ပြောလို့ရတယ်ဒါကြောင့်တမန်ကျမ်းစာနဲ့ပတ်သက်ရင်ခရိယန်တွေကြားထဲမှာယုံကြည်တဲ့အုပ်စု၄မျိုးရှိတယ်ဒီထဲမှာရှိတဲ့လူတွေဘယ်အုပ်စုထဲမှာပါလဲလို့မသိဘူးပြောကြည့်မယ်နံပါတ်1တချို့သောအုပ်စုတွေကဘယ်လိုယုံလဲဆိုတော့ဘုရားခင်ကျမ်းစာဟာတဲ့ဘုရားခင်မှုတ်တွင်းထားတဲ့တမန်ကျမ်းစာဖြစ်တယ်ဆိုတော့သူတို့အကျွမ်းမဲ့ယုံကြည်တယ်ဒါပေမဲ့ तू ယုံကြည်ပေမဲ့လေသူ့တက်တာထဲမှာ तू မကြည့်ဘူးဘုရားစကားအရေးကြီးလားအရေးကြီးတယ်ဖတ်လားမဖတ်ဘူးဘုရားကျောင်းတော့ပုံမှန်တက်တယ်နော်ကျမ်းစာလုံးဝမဖတ်ဘူးအလုံငွေပုံမှန်ပေးတယ်နော်လုံးဝကျမ်းစာမဖတ်ဘူးခတ်တီပဲတက်တေခံတယ်နော်ကျမ်းစာဘယ်တော့မှမဖတ်ဘူးယုံတော့ယုံတယ်လက်တွေ့မကြည့်ဘူးပမာလို့ဆိုပါဇက်ကဖျားလက်ကကာယာဆိုတာမျိုးဒါနံပါတ်1အုပ်စုနံပါတ်2အုပ်စုကျတော့တမန်ကျမ်းစာဟာဘုရားခင်မှုတ်တွင်းထားတဲ့တမန်ကျမ်းစာဖြစ်တယ်အကျွင့်မဲ့ယုံတယ်ဒါပေမဲ့ကျမ်းစာကိုဖတ်တိုင်းမှာကိုပြောချင်တာရှောက်ပြောကိုထင်တာတွေကိုအနဲ့ပြန်ပြီးပြောချင်လို့ပြောကျမ်းစာနဲ့မညီမှန်းမသိပြောချင်ရပြောတဲ့သူတွေရှိတယ်အဲ့တော့တမန်ကျမ်းစာကိုတဲ့ကျမ်းစာကြောင်းတက်စာမလို့တဲ့ကျမ်းစာကြောင်းမှာ3နှစ်တင်တာကို2ရက်ထဲနဲ့တင်မယ်ဆိုတော့အဲ့ဒီပေါက်တက်ကြရတွေကဒုတိယအုပ်စုထဲမှာပါတယ်သူများ4နှစ်တင်တာတော့မှမကုန်ပါဘူးဆိုတော့သူက2ရက်ထဲနဲ့တင်မယ်ဆိုတော့နံပါတ်3ကျမ်းစာအပေါ်မှာပြည့်စုံတဲ့ယုံကြည်ချက်မရှိဘူးတချို့ကကျမ်းစာမပြည့်စုံဘူးတဲ့လိုအပ်ချက်တွေအများကြီးရှိတယ်ဒါကြောင့်အခုဘုရားခင်အသစ်ရေးတဲ့ကျမ်းစာကိုသူတို့အသစ်ရေးတယ်ဥပမာမော်မွန်တို့နော်ပြီးတော့တခြားကျမ်းစာအသစ်ရေးတဲ့ဟာတွေရှိတယ်ဟာလား recovery တို့Jehovah Witness တို့ဒါတွေကကျမ်းစာအသစ်ရေးတာကျွန်တော်တို့ကိုင်းတဲ့ကျမ်းစာတွေကပါလားဆိုပါတယ်ဒါပေမဲ့တခြားဟာတွေထပ်ထည့်ထားတာဒါကြောင့်တို့ကအခုရေးထားတဲ့ကျမ်းစာမပြည့်စုံဘူးဒါကြောင့်အသစ်အဲ့ဒါတွေအားလုံးလက်ခံထားတဲ့သူတွေဖြစ်တယ်ဒါကြောင့်တို့အဲ့လိုလက်ခံတဲ့သူတွေကဖွင့်ပြချက်ကိုအရန်လေးပေးတယ်အားတဲ့ကျမ်းစာမှာမရှာနိုင်တဲ့ဘုရားဖွင့်ပြချက်ဆိုတာအပြင်ကနေလဲလာနိုင်တယ်တဲ့ဘုရားအသက်ရှင်တယ်လေတဲ့ဒါကြောင့်အသစ်သောအရာကိုတောင်းတရင်ကျမ်းစာမကင်နဲ့တဲ့အပြင်ကလာတာလဲနားထောင်တယ်ဟာအဲ့ဒါလဲယုံတဲ့လူကရှိသေးတယ်နော်ကျမ်းစာမကင်နေတဲ့ငါပြောချင်တာပြောမယ်မင်းတို့နားထောင်ဆိုအဲ့ဒါကဂျင်းအကြီးစားပဲဒါပေါ်တင်ကြီးကိုဂျင်းထုတာအဲ့ဒါကိုလဲအရန်ရိုကျိုးကျိုးနဲ့နားထောင်တဲ့လူကတတ်ရှိသေးတယ်ဟာဟုတ်တယ်တဲ့အဲ့ဒါမှတမန်တရားတဲ့အာသေပြီဒါလောက်ပေါ်တင်ကြီးလိန်တာတော့မှအဲ့လိုခံယူရသလားဒါလောက်ကျမ်းစာဖတ်နေတော့အဲ့လောက်ထိအားရသလားဆိုသူ့အတွက်စိတ်ဆိုးမိတယ်ဒါနံပါတ်3အုပ်စုနံပါတ်4အုပ်စုကျတော့ဘုရားခင်မှုတ်တွင်းထားတဲ့တမန်ကျမ်းစာဖြစ်တယ်ဆိုတော့အကျွင့်မဲ့ယုံကြည်တယ်ကျမ်းစာအမှားယွင်းခင်းတယ်ယုံကြည်တဲ့အတိုင်းအသက်တာထဲမှာလက်တွေ့ကျင့်သုံးတယ်ပြီးရင်လည်းတွင်တင်နေတာတွေဝင်ငါတာတွေကမားတာတွေလည်းပါနိုင်တယ်ဒါကြောင့်မှန်ပိုင်းခြားဖို့အတွက်အရန်အရေးကြီးတဲ့အတိကကြတဲ့စံနှုန်းဖြစ်တယ်ဆိုတဲ့ယုံကြည်ထားတဲ့သူဖြစ်တယ်အဲ့တော့ဒီအုပ်စု၄စုထဲမှာကျွန်တော်တို့ဘယ်စုထဲမှာပါနံပါတ်1ထဲမှာများမယ်ထင်တယ်နော်လက်တော့ခံတယ်လုံးဝမဖတ်ဘူးခတ်တီပဲအလပြင်ရင်တနာရီကြာပြီမဲ့ကျန်းစာဖတ်ရင်10မိနစ်ပဲကြာတဲ့လူတွေရှိတယ်တချို့ကချီးပါရင်တနာရီလောက်ကြာတယ်ကိုရီးယားကားကြည့်ပြီးချီးပါတာကျန်းစာဖတ်ရင်ခဏလေးနဲ့အိတ်ငိုက်တယ်နော်အဲ့ဒါဆိုနံပါတ်1အုပ်စုပဲဒီထဲမှာပါမလားမသိဘူးပါရင်တော့လေကျေးဇူးတော်ပဲပါနော်ဘုရားခင်ပြင်ဖို့ပြောနေတယ်ပါဒါကြောင့်ဒုတိယကျမ်းပိုက်ကဘာဖြစ်လဲဆိုတော့နိပေခန်းကြီး3အပိုက်ငယ်15နဲ့16မှာငါချစ်သောညီပေါလုတဲ့နော်တင်းတို့ကရေးပေးလိုက်တော့စာ၌သူဒီဤအရာများစွာကိုပြော၍စီရင်၍ဩဝါဒစာရှိသည်များတို့နှင့်၎င်းပါတီနှင့်အညီငါတို့တခင်ဘုရားသည်တိခံတော်မူခြင်းသည်ကဲ့တင်မိအကြောင်းဖြစ်သည်ဟုတိမှတ်ကြလော့ထိုစာတို့၌ခက်ခဲသောစာအချို့ရှိ၏မတတ်သောသူမတိကြည်သောသူတို့သည်ထိုအရာမှစ၍ကျွင်းသောကျမ်းစာ၏အ내ကိုမောက်လာ၍ကိုဖျက်ဆီးတတ်၏အဲ့တော့ဒီရှင်ပေတုဩဝါဒစာကိုရေးတဲ့အချိန်က AD 60ဝန်းကျင်ဖြစ်တယ်အဲ့ဒီ60ဝန်းကျင်မှာဓမ္မဟောင်းမှာရေးသားထားတဲ့ပညတ္တိတန်အနာဂတိကျမ်းတွေကိုအသင်းတော်တွေကကျမ်းစာအဖြစ်သတ်မှတ်တယ်လို့တမန်တော်ပေါလုရေးတဲ့အသင်းတော်ပေးစာတွေကိုလည်းကျမ်းစာအဖြစ်ပေါလုကိုယ်တိုင်ကအတိမတ်ပြုတယ်ဆိုတော့ဒီကျမ်းစာအဖြစ်သိရတယ်ဒါကြောင့်ငါချစ်တော်ညီပေါလုဟာတဲ့ဘုရားခင်ပေးတဲ့ဆုကျေးဇူးတိုင်းမင်းတို့ကိုပေးလိုက်တဲ့ရေးလိုက်တဲ့အသင်းတော်ပေးစာတွေအားလုံးဟာဓမ္မဟောင်းကျမ်းနေနဲ့ဘုရားခင်မှုတ်တွင်းထားတဲ့ကျမ်းဖြစ်တယ်လို့သူကိုယ်တိုင်အတိမတ်ပြုအောင်းစရာကောင်းတာအဲ့ဒီခေတ်ကာလကဘုရားခင်ပေါလုရေးတဲ့ကျမ်းစာတွေကိုအမိပြုပြီးမှားယွန်းတတ်တဲ့လူတွေအများကြီးရှိတယ်တဲ့ဒါကြောင့်ဒီမှာရေးထားတယ်ကျွင်းသောကျမ်းစာဤအ내ကိုမောက်လန်တော်သူဒီမှာစကားလုံးရှိတယ်ခက်ခဲသောအရာအချို့မတတ်သောသူ
မတိကြည်တော့သူဒီစကလုံး3လုံးအဲ့ဒီ3လုံးကိုသိရင်ပေတရုဆိုလိုခြင်းနဲ့အတိတ်တွေကိုကျွန်တော်သိရမှာဖြစ်တယ်ဒါကြောင့်ပေတရုကိုယ်တိုင်ပေါလုရဲ့စာတွေကဘုရားခင်မှုတ်တွင်းထားတဲ့ကျမ်းစာအဖြစ်လက်ခံတယ်ဆိုတော့ဒီနေရာမှာပေါလုရေးခဲ့တဲ့စာလေးကိုနည်းနည်းကြည့်အောင်ပေါလုဟာ AD 33မှာအသက်တာပြောင်းလဲတယ် AD 36မှာသူ့ရဲ့အမှုတော်ကိုစတင်တယ် AD 46နဲ့49မှာပထမအကြိမ်တာနာခီကိုစတင်တယ် AD 48နဲ့49ဝန်းကျင်မှာဂါလာတိဩဝါဒစာကိုပထမဦးဆုံးရေးတယ်ဒါကြောင့်ဒီမှာရေးတဲ့ခက်ခဲသောစာဆိုတာအဲ့ဒီဂါလာတိဩဝါဒစာတွေလည်းပါတယ် AD 50ကနေ53မှာတစ်သက်နဲ့နှစ်သက်ကိုရေးတယ် AD 53နဲ့56မှာတစ်ကောနဲ့နှစ်ကောကိုရေးတယ် AD 59နဲ့58မှာယောမဩဝါဒစာကိုရေးတယ်ယောမဩဝါဒစာနဲ့ဂါလာတိဩဝါဒစာဟာဂျူးတွေအများစုပညာနဲ့ကျေးဇူးတရားကိုရွာလေတဲ့ကျမ်းတွေဖြစ်တယ်အဲ့ဒီအကြောင်းတွေကို AD 65ဝန်းကျင်မှာမှတမန်တော်ပေတရုကလာပြီးအတီးပြုတ်ပြီးပြောခဲ့တာဆိုတော့ထိုကျမ်းစာရှိသမျှဆိုတာပေါလုရေးသားထားတဲ့ကျမ်းစာအလုံးကိုဆိုလို့တယ်အဲ့တော့ပေါလုရေးတဲ့ဩဝါဒစာဆောင်တွေမှာဘာတွေခက်ခဲဖြစ်လဲဆိုကျမ်းစာဆောင်ထဲမှာပင်လည်းတွေ့ရတယ်တသလောနိဩဝါဒစာဆောင်မှာ1နှစ်မှာဘာဖြစ်လဲဆိုရင်ခရစ်တော်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းချီဆောင်ခြင်းအန်တီခရစ်ပေါ်လာခြင်းနဲ့ပတ်သက်ပြီးအဲ့ဒီစာဆောင်ထဲမှာပြဿနာရှိတယ်အဲ့ဒီပြဿနာကိုဖြေရှင်းထားတယ်ဘယ်လိုမျိုးဖြစ်လဲဆိုရင်နံပါတ်1ခရစ်တော်ဒုတိယအကြိမ်ကြွလာမှာမဟုတ်တော့ဘူးဆိုတဲ့အဖွဲ့ရှိတယ်လို့ခရစ်တော်ဒုတိယအကြိမ်ကြွလာမယ်ဘယ်နေ့ဘယ်ရက်မှာကြွလာမယ်လို့အနက်ပြန်မားတဲ့သူတွေရှိတချို့ကြတော့လည်းချီဆောင်ခြင်းဆိုတာလုံးဝမရှိဘူးအဲ့ဒီခေတ်ကာလကလေးကရှိခဲ့တာဒါကြောင့်ခက်ခဲသောစာဆိုတာအဲ့ဒါတွေကိုဆိုလိုတယ်အဲ့ဒီလိုဩဝါဒတွေပေါ့နားလည်ဖို့ခက်တယ်ဂါလာတိဩဝါဒစာမှာဆိုပညတ်တရားနဲ့ဂျေဇုတရားကယ်တင်ခြင်းရပြီးတဲ့လူကပညတ်ကိုကျင့်ဖို့လိုလားယူဒတွေရဲ့ထုံတန်းလိုက်ဖို့လိုလားမလိုက်ကယ်တင်ခြင်းရမလားမရဘူးလားဒါတွေပါဒါကြောင့်ပညတ်တရားအောက်မှာမရှိတော့ဘူးဆိုတဲ့စကားကိုအခြေပြုပြီးလူတွေကတချို့ကဘာလုပ်လဲဆိုရင်ကိုကျင့်တရားပြက်အပြစ်ကိုလွတ်လွတ်လပ်လပ်လုပ်တယ်အဲ့တော့ဒီဘက်ခင်မှာဆိုရှိတယ်အပြစ်မရှိတော့ဘူးတဲ့ကြိုက်တဲ့လောက်လုံးအပြစ်မရှိတော့ဒါဩဝါဒအသင်းတော်တစ်ခုရှိတယ်အပြစ်ကိုအားရပါရလောက်တောင်ပါသေးတယ်အဲ့ဆရာပြောတာအပြစ်ဆိုတာမရှိဘူးတောင်းပန်စရာလည်းလုံးဝမလိုဘူးတဲ့မင်းအပြစ်လွတ်သွားပြီတဲ့ပညာအောက်မှာမရှိဘူးတဲ့အပြစ်ကမင်းကိုအုပ်ဆိုးမှာတော့မဟုတ်တော့ဘူးတဲ့ဒါကြောင့်အဲ့ဒီလိုအနက်ဖွင့်ပြီးဩဝါဒစာကိုလွဲစီပြီးတော့ကောရိန္သုမှာဆိုကျွန်တော်သိတဲ့အတိုင်းဝိညာဉ်စုကျေးဇူးတွေပါတယ်ပရောဖက်ပြုခြင်းတွေပါတယ်အခြားသောဘာသာစကားပြောခြင်းတွေပါတယ်ခရစ်တော်နဲ့ဆက်ဆိုင်ပြီးလွတ်ခြင်းအခွင့်နဲ့ဆိုင်တဲ့အကြောင်းအရာပါတယ်တေတော်သူတွေရဲ့ထမြောက်ခြင်းအကြောင်းတွေပါတယ်ဒီအပေါ်မှာအခြေပြုပြီးအဲ့ဒီဩဝါဒစာဆောင်ကိုဖတ်တဲ့အခါလူတွေမားကြတယ်ဘယ်လိုမားလဲနံပါတ်1ဝိညာဉ်စုကျေးဇူးကိုအလွယ်တုံးစားလုပ်နံပါတ်2ပရောဖက်ပြုခြင်းကိုနားလည်မှုလွယ်ပြီးအချင်းများအခြားသောဘာသာစကားနဲ့ပတ်သက်ပြီးပြဿနာဖြစ်ခရစ်တော်ကြောင့်ရတဲ့လွတ်ခြင်းအခွင့်နဲ့လောကီနဲ့ယုံတော့ဒါတွေအားလုံးကနားလည်မှုမားတဲ့အခါပြဿနာဖြစ်လာတာစုကျေးဇူးဆိုတာပြဿနာဖြစ်ဖို့မဟုတ်ဘူးကျမ်းစာကရေးတယ်အသင်းတော်ကိုပြုစုဖို့တဲ့စုကျေးဇူးကိုမှန်ကန်စွာနားလည်ရင်အသင်းကိုတိဆောက်ခြင်းမှန်ပါအခုကနားလည်မှုမားတဲ့အတွက်အသင်းတော်တစ်ခုလုံးကပြဿနာဖြစ်တယ်ဒါကြောင့်အဲ့ဒီခက်ခဲသောစာတွေကိုအနက်ကိုမောက်လာတဲ့အခါအကုန်ပြဿနာဖြစ်တာတယ်ဒါကြောင့်ဩဝါဒစာဖတ်တိုင်းမှာသူ့ရဲ့မူရင်းအနက်ဒိတ်ပင်နဲ့ပြဿနာနဲ့အဖြေရှိပြီးသားဖြစ်တယ်အေဖက်ဩဝါဒစာနဲ့ကောလောသဲဩဝါဒစာမှာဆိုရင်ကြိုတင်ရွေးကောက်ခွဲခန့်ခြင်းလို့ခေါ်တဲ့ predestination ဆိုတာပါပြီးတော့ဒုတိယကအသင်းတော်နဲ့ခရစ်တော်ကြားနဲ့နေရာတွေကိုတွန့်တယ်ဒါကြောင့်တို့သမီးတို့အသင်းတော်တို့ဆိုတာတချို့တော်တော်များများပြောကြpredestination ဆိုတာကြိုရွေးကောက်ထားတယ်အေဖက်ခန်းကြီးသစ်မှာတချို့ကပြောတယ်မဟုတ်ဘူးတဲ့ဘုရားခင်ကပြောင်းလဲမဲ့သူမပြောင်းလဲမျိုးကြိုပြီးတတ်မှပြီးသားတယ်ဒါကြောင့်မင်းအင်္ဂလိပ်ပြောစရာမလိုဘူးတဲ့ဒါကြောင့်ဒီကျမ်းစာရဲ့အေဖက်ခန်းကြီးသစ်ရဲ့အဓိပ္ပာယ်ကခရစ်တော်အားဖြင့်ကောင်းကင်နဲ့ဆိုင်တဲ့ဓမ္မမင်္ဂလာကိုခရစ်တော်အားဖြင့်ပဲရတယ်ဆိုတာဟောကဘာဦးကျမ်း3:15ကလေးကခွဲခန့်မှတ်သားထားတာဆိုတာကိုဆိုလိုတာအခုကအနက်အဓိပ္ပာယ်မောက်လာလိုက်တဲ့အခါကျတော့အင်္ဂလိပ်ဟောစရာမလိုဘူးဆိုတဲ့ပဲရောက်သွားတယ်နော်ဒါတွေအားလုံးဟာတမန်တော်ပေါလုရဲ့ဩဝါဒစာမှာပါတဲ့ခက်ခဲသောစာတွေဖြစ်တယ်ဒါဆိုဒုတိယစကားလုံးဖြစ်တဲ့မတတ်တော်ဆိုတာဘယ်လိုလူခေါ်တာလဲလောကီပညာမတတ်တာကိုဆိုလိုတာတော့မဟုတ်ဝိညာဉ်ရေးရာအခြေခံအုတ်မြင့်မရှိတယ်လို့များသောအားဖြင့်ဘုရားကျောင်းတက်လာတယ်နှစ်ပေါင်း20တက်တယ်ဘုရားကျောင်းတက်ပြီးပဲပြောင်းလဲနေတာကျမ်းစာတစ်ခါမှမသိဘူးအခြေခံနေစပြီးမသိဘူးတချို့ခရိယန်တွေကျွန်တော်နားမလဲအခြေခံသင်ပေးအရန်စိတ်ဆိုးတာငါတို့ကိုနှုတ်နယ်လေးတဲ့သူများထင်လားတဲ့တဏှာရောက်တဲ့အခါမှာကျွန်တော်ကွိုက်ထိုင်းယူနီးတင်တယ်ကွိုက်ထိုင်းယူနီးတင်တဲ့အခါကျတော့အရန်စိတ်ဆိုးကြတယ်ရှားတဲ့ဒီမှာရှိတဲ့လူတွေကခရိယန်ဖြစ်လာနှစ်ပေါင်း30ရှိပြီတဲ့ဆရာအမှုတော်ဆောင်တက်တန်းတဲ့ကြီးတယ်တဲ့ဒါတွေကကလေးတွေကိုတင်ရမှာတဲ့ကျမတို့တင်ရမှာမဟုတ်ဘူးတဲ့ကျွန်တော်အော်တယ်နှုတ်ကပတ်တော်ကိုမှန်ကန်စွာဖတ်ရှုဖို့တင်တာမကောင်းဘူးလား
ဘာဖြစ်လို့အဆင့်တွေကအဲ့လိုတတ်မှတ်ထားတာလဲဒါကြောင့်မတတ်တော်သူဆိုတာအဲ့ဒီအခြေခံအုတ်မြင့်မရှိတာမတင်ကျင်တာကျမ်းစာဖတ်ရင်တော့မြန်မာစာတတ်တာနဲ့ဖတ်လို့ရပြီထင်တာမဟုတ်ဘူးတမန်ကျမ်းစာကိုစနစ်တကျအခြေခံနေတင်ယူခြင်းနဲ့စိတ်မရှိတဲ့သူတွေကိုဆိုလို့တယ်ပြီးတော့တမန်ကျမ်းစာရဲ့အခြေခံတုန်တင်ချက်တွေကျမ်းစာကိုဘယ်လိုယုံကြည်လဲဆိုတာနားမလည်တဲ့သူတွေကို तू ကဘာပြောလဲကျမ်းစာကိုမတတ်တော်သူဒုတိယမတိကြည်တော်သူဆိုတာဘယ်လိုလူခေါ်တာဒါကဝိညာဉ်ရေးမရင်ချက်တာပြီးတော့ယုံကြည်ချက်နဲ့ပတ်သက်ပြီးခိုင်မာတဲ့ယုံကြည်ချက်မရှိတာခိုင်မာတဲ့ယက်တည်ချက်မရှိတာဘာနဲ့တူလဲဆိုလိုင်းပုတ်ရရင်းတာဟာဆရာအာဘော်ကောင်းရင်အာဘော်ကောင်းတဲ့လောက်လိုက်သွားတာဘယ်ဆရာထွက်လာရင်ဘယ်ဆရာနောက်လိုက်သွားသူကအမြဲတမ်းခံစားချက်နောက်လိုက်တာဟာဘယ်အတင်းတော်မှာတွားရင်တော့ချီးမွမ်းကိုးကွယ်ခြင်းဟာမျက်မှောက်တော်ရောက်တယ်လို့ပဲခံစားတယ်ဟာဘယ်အတင်းတော်ရောက်တော့ကိုယ့်အိမ်ရောက်တယ်လို့ပဲခံစားခံစားချက်နောက်ပဲလိုက်နေတာဟာငါတို့အတင်းတော်မှာတော့မကြိုဆိုဘူးငါတို့ဆရာဂီးတော်မဆိုင်ဘူးဟိုတယောက်ကတော့စကားပြောတယ်ငါ့ကိုတော့မပြောဘူးဟိုလူတော့ကူညီတယ်ငါ့ကိုမကူညီဘူးအဲ့ဒီခံစားချက်နောက်လိုက်တဲ့လူတွေကမတိကြည်တော့သူတွေအဲ့ဒီမတိကြည်တဲ့သူတွေအများစုကကျမ်းစာကိုအလွဲယူတဲ့နေရာမှာယာနှုံးပြည့်တည်ကြတဲ့သူတွေဖြစ်တယ်ဒုတိယဘာလဲဆိုတော့အယူဝါဒအတစ်ဆန်းအရန်ကြိုက်တာမချဘူးတာကြားရင်အရန်ဆန်းကြတယ်အမလေးတမန်တရားကောင်းလိုက်တာဒါမျိုးမှနဲ့နေတာဒါမျိုးမှဝิญဉ်ကြီးရအဆင့်မြင့်တာအတစ်ဆန်းအရန်ကြိုက်တာယေရှုထဲမှာခရစ်တော်ပုံနေတာဆိုတော့ဟာဆန်းကြလိုက်တာဒါမှနှုတ်ဘတ်တော်စစ်တာတယ်ခရစ်တော်ထဲမှာယေရှုကိုဝက်ထားလိုက်တယ်ဟာကောင်းလိုက်တော့တမန်တရားစစ်တာအဲ့ဒီမှာထူးခြားဆန်းကြတာတွေဟာတဲ့မဟုတ်ဘူးတဲ့အဲ့ဒါတမန်လူမစားနိုင်ဘူးတဲ့အဲ့လိုမျိုးကဝิญဉ်ကြီးရရင့်ကျက်မှနားလေတာတဲ့ဟာကျမ်းစာနဲ့တလောက်ဆန့်ကျင်နေတာဘယ်ကရင့်ကျက်မှလဲတချို့ကျတော့ယုံကြည်ချက်ခဏနာပြောင်းတယ်ခုနနေချင်းနှခါခံတဲ့ဘက်ရောက်သွားခုနနေတော့ပညာကျင့်စရာမလိုဘူးဆိုတဲ့အဖွဲရောက်သွားခုနနေတောင်းပန်စရာမလိုဘူးဆိုတဲ့အဖွဲရောက်သွားပြောင်းနေတာသူကတိုးလေရခရိယန်လေယုံကြည်ချက်ပြောင်းတယ်ခုနနေချင်းပြောင်းသွားခုနနေအေဂျီပြောင်းသွားအကုန်ပြောင်းတာမတိကြည်တော့သူဆိုအဲ့ဒါပဲမရင်ကျက်တဲ့ခါကျတော့မပိုင်းခြားနိုင်တဲ့ခါကျတော့ခံစားချက်ပေါ်မှာမိပြီးမှရှေ့ဒီမှာလိုက်နာထားပျော်တဲ့နေရာလျှောက်သွားတာဒါကြောင့်မလို့ဒီအချက်တွေကိုကြည်ချင်းအဖြစ်ဘာရေးကြည့်လို့ကျွန်တော်တို့ကျမ်းစာဖတ်တဲ့အခါမှာစနစ်တကျဖတ်ဖို့အရေးကြီးတယ်ဆိုတဲ့ဘက်ရောက်လာ